ယနေ့သာသနာတော်တက္ကရာ2549ခုနှစ်ကောဇာတက္ကရာ1365ခုနှစ်တပေါင်းလာဇန်4ရက်နေ့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်6မြင်းဆောင်14ရပ်ကွက်တောင်ကူပန်းခြံတွင်ရှိအောင်သီရိမင်္ဂလာဓမ္မယုံကြီးတွင်၌ကျင်းပပြုလုပ်အပ်သောဓမ္မဒါနတရားအလှူပွဲပထမနေ့၌ဟောကြားအပ်သည်ဗုဒ္ဓဘာသာဝင်တိုင်းအရေးကြီးနာကြားထားမည်တရားတစ်ပုဒ်ဖြစ်သည်မိယိုဗလာဗုဒ္ဓဘာသာဝင်နှင့်တကယ်ဗုဒ္ဓဘာသာဝင်အမည်ရှိသောတရားတော်ဒီနေ့တရားတော်ရဲ့အမည်ကိုဘယ်လိုမှတ်ကြမလဲမိယိုဗလာဗုဒ္ဓဘာသာဝင်နှင့်တကယ်ဗုဒ္ဓဘာသာဝင်တရားဒေသနာနာကြားရင်းနဲ့ပိဋကများကိုယ်တိုင်ကိုယ့်ကိုယ်ကိုဆန်းစစ်ပါငါသည်မိယိုဗလာဗုဒ္ဓဘာသာဝင်လားတကယ်ဗုဒ္ဓဘာသာဝင်လားကိုယ်တိုင်ဆန်းစစ်ပါဒီကမိယိုဗလာဗုဒ္ဓဘာသာဝင်ရဲ့စိတ်နေစိတ်ထားအပြုအမူတွေဟောလိမ့်မယ်တကယ်ဗုဒ္ဓဘာသာဝင်ရဲ့စိတ်နေစိတ်ထားအပြုအမူဆုံးဖြတ်ချက်တွေဟောလိမ့်မယ်ကိုယ့်ကိုတိုက်ကြည့်ကြတိုက်ကြည့်ရင်းနဲ့ညံ့နဲ့မိယိုဗလာဗုဒ္ဓဘာသာတဲ့ပါနေတယ်ဆိုရင်တော်တဲ့ကောင်းတဲ့တကယ်ဗုဒ္ဓဘာသာတဲ့ပါအောင်ကြိုးစားဖို့ဟာပိဋကများရဲ့တာဝန်ဖြစ်တယ်ဒါဆိုရင်ယနေ့တရားကိုဝိသုရိမေအထက်ကထာမှာလာတဲ့ပုထုဇဉ်များကြိုပြီးတော့မသိနိုင်တဲ့အရာ၅မျိုးကစကြရအောင်အတွေးခေါ်လေးတွေပါတဲ့အတွက်ကြောင့်ပိဋကများကလည်းတူးတူးဆဆနဲ့ဖြေပြီးပါဒီကအထက်ကထာအဖွင့်တိုင်းတစ်လုံးချင်းဖြည်းဖြည်းချင်းမေးပြပါမယ်အဲ့ဒီမှာဖွင့်ထားတာကဇီဝိတံဗျာတိကာလောစတရားနေကေပနံဂတိဇီဝိတံပုထုဇဉ်မှန်ရင်ငါပဲအသက်အရွယ်မှသိရမယ်လို့ကြိုပြီးတော့သိနိုင်ရဲ့လားဗျာတိဘယ်နာယောဂနဲ့သိရမယ်ရောကြိုပြီးတော့သိနိုင်ရဲ့လားကာလမနမသိမလားနေ့လယ်မှသိမလားညမှသိမလားကြိုပြီးတော့သိနိုင်ရဲ့လားတရားနေကေပနံဘယ်နေရာဘယ်ဒီသမသိမဲဘယ်သုတ်တံမှာတကြူမေရောကြိုးပြီးတော့သိနိုင်ရဲ့လားဂတိသိပြီးတဲ့နောက်ဘယ်ဘုံရောက်မေရောကြိုးပြီးတော့သိနိုင်ရဲ့လားဒီတော့ပုထုဇဉ်တွေဟာဘောအာမခံချက်ဘာမှမရှိဘူးဘယ်အသက်ရွယ်မှသိရမယ်လဲမသိဘယ်နာယောဂနဲ့သိရမယ်လဲမသိနန်းနေ့လဲညဘယ်ကာလသိရမယ်လဲမသိဘယ်သုတ်တံမှာတကြူဝမယ်လဲမသိဘယ်ဘုံရောက်မယ်လဲမသိဘာမှကိုမသိဘူးမှန်တန်ရန်တန်နေကြတာစကားတစ်ခုရှိတယ်ပေါ့မြက်ကန့်တစ်စီမကြောက်ပါတယ်တော့အဲ့ဒါအကန့်ပုထုဇဉ်တွေပြောတာကြည်စမ်းဘယ်ချိန်သိမယ်လဲမသိဘူးဘယ်အသက်ရွယ်သိမယ်လဲမသိဘူးဘယ်ဘုံရောက်မယ်လဲမသိဘူးအဲ့ဒါလည်းပဲပြောတပြေပုံမောမဆုံးနဲ့နေလိုက်ကြတာဒီတော့ဘာဖြစ်တယ်လဲတဲ့အပေကြတဲ့ပုထုဇဉ်တွေများတာပေါ့နာယုတ်ပါဠိတော်နခတိကူမသုံးမှာဗုဒ္ဓကဥမာလေးနဲ့ဟောပါတယ်ခြေတန်းခြေသမီးတို့ငါဖျားလက်သေးဘောကမြေမုံလေးရဲ့ဟောဒီအောက်ကမဟာပထဝီမြေကြီးရဲ့ဘယ်ဟာကများတယ်လဲဒီလိုမျိုးတော့ပြည်သက်တွေကဖြေကြပါတယ်မြတ်စွာဘုရားအောက်ကမဟာပထဝီမြေကြီးကအဆမတန်များပြပါတယ်ဗျာမြတ်စွာဘုရားလက်သေးဘောကမြေမုံဆိုတာဟာအနည်းငယ်ပါဗျာမနိုင်စာလောက်ပါဘူးဒီတော့ဗုဒ္ဓကခြေသားခြေသမီးတို့အဲ့ဒီဥမာအတိုင်းပဲလူဝါကနေသိပြီးတော့သုဂတိလို့ခေါ်တဲ့လူဘုံနတ်ဘုံယမဘုံရောက်တဲ့လူသားတွေဟာငါဖះလက်သေးဘောကမြေမှုန့်ပမာဏလောက်ပဲရှိတယ်အဲ့ဒီလူဝါကနေသိပြီးတော့ငယ်လေးဆံပြစ်တာသူတကယ်လို့ခေါ်တဲ့အပယ်လေးဘုံကြတဲ့လူသားတွေကတော့ဟောဒီအောက်ကမဟာပထဝီမြေကြီးအမှုန့်ပမာဏလောက်ရှိတယ်ဒီလိုဟောကြားတော်မူခဲ့ပါတယ်ဒါကြောင့်ယဟုတရားနာပြည်တော်များဒါဆိုတန်ဝေကယူတတ်ပါပြီ။ဩဒါကြောင့်အပေလေးပုံမှာတရားဝါဒီများကြတာကိုအခုမေးခဲ့တဲ့မေးခွန်း၅ချက်တခုမှမဖြေနိုင်တဲ့အတွက်ကြောင့်ပုထုဇဉ်တွေဟာရန်တန်နေကြရန်တန်သေးကြရန်တန်ရောက်ကြတာပါလားလို့တန်ဝေကယူသေးခြင်းနဲ့ဒီတော့အဲ့ဒီလိုတရားဓမ္မတို့ကဲ့သို့ဆွဲလန်းစရာသားတွေမယားတွေနောက်ဇနီးခင်ပွန်းတွေတိုက်တွေချမ်းတွေပေါ့ဆွဲလန်းစရာများပြားတဲ့လူပုဂ္ဂိုလ်များမဆိုထားပါနဲ့ဆွဲလန်းစရာဘာမှမရှိပါဘူးလို့သတ်မှတ်ထားတဲ့ယဟန်တန်ကအချုပ်တောင်မှ
ပုထုဇဉ်ယန္တန်ကအချုပ်တောင်မှအပေကြကြတယ်နားထောင်စကားလေးတစ်ခုရှိတယ်ပေါ့အတွေးခေါ်ပညာကြီးမားတဲ့ပုဂ္ဂိုလ်ဆိုတာသူများအမှားကိုကြည့်ပြီးတော့ကိုယ်အမှားမဖြစ်အောင်သင်ခန်းစာယူတတ်တယ်အတွေးခေါ်နေတဲ့ပုဂ္ဂိုလ်တွေကြတော့သူများအမှားကြည့်ပြီးတော့သင်ခန်းစာမယူတတ်ဘူးကိုယ်ကိုယ်တိုင်မှားမှသင်ခန်းစာယူတတ်တယ်သူကညံ့သွားပြီအဲ့ဒီတဲ့အညာဆုံးပုဂ္ဂိုလ်ကတော့ကိုယ်ကိုယ်တိုင်မှားတာတောင်မှသင်ခန်းစာမယူတတ်ပါဘူးယခုသင်ခန်းစာယူစရာအကြောင်းလေးနားရအောင်ဒါအောင်မဂ္ဂဒေဝမှာလင်္ကာလေးနဲ့ပြောထားတယ်ဥစ္စာစုကိုမဆိုးထားလို့ကိုဝေချုံနှံပစိုးနွမ်းကသင်္ကန်းမြ၌လောဘဤဟိငဲသည်စိတ်ကြောင့်ဘုတ်ပြိတ်တန်းပြဖြစ်ကုန်ကြ၏ဘုရားလက်ထက်ကတိတ်တအမိရှိတဲ့ယဟန်တစ်ပါးယဟန်ကောင်းယဟန်မြတ်တစ်ပါးပါပဲသို့တော်ပုထုဇဉ်မှာတခါတော့သူ့ရဲ့ဒူမတယောက်ကလှူတဲ့အင်မတန်နုညံ့ပျော်ပြောင်းတဲ့သင်္ကန်းအကောင်းစားတစ်စုံရတော့သူကသိဝမ်းသာတယ်ဆွဲလန်းမိကြတယ်ကောင်းလိုက်တဲ့သင်္ကန်းလေးသွားရန်လာရဝင့်မဲ့ဆိုတဲ့စိတ်နဲ့ကောင်းအောင်မှထားပြီးတော့အိပ်ပါတယ်ကျိန်းပါတယ်ညကြတော့သူကတော့အသက်50နဲ့တော့မသေးသေးဘူးထင်တာပေါ့သို့တော်ဘုရားကဟောထားပြီလေဇီဝိတပုထုဇဉ်မှန်ရင်ဘယ်အသက်ရွယ်သိရမယ်ကြိုးမသိဘူးဒီတော့ညတကောင်မှာပဲယောဂတစ်ခုနဲ့ပြန်တော်မူသွားချတယ်ဒီတော့အဲ့လိုယဟန်တန်ဃာများအနံမထားခင်ကျန်တဲ့ပစ္စည်းကမတတန်တကပေါ့ကျန်တဲ့တန်ဃာတွေပိုင်နေတေသူရဲ့ပစ္စည်းကျန်တဲ့တန်ဃာတွေဝေချမ်းယူကြမယ်လို့တော့သင်္ကန်းကောက်တဲ့ကအတန်ကြီးတဲ့တန်ထွက်လာတယ်ငါသင်္ကန်းမယူကြနဲ့ငါသင်္ကန်းမယူကြနဲ့ယဟန်တန်ဃာတွေကမကြောက်ဘုရားရှင်ကကြားတော့သူတို့ရဲ့ဝေချမ်းမှုကိုခဏဆန်းခိုင်းတယ်ရှင်သားတို့မဝေချမ်းကြနဲ့အိုးတိတ်တရဟန်းကြီးဟာသင်္ကန်းကိုစွဲတဲ့လောဘနဲ့ပြန်တော်မူခဲ့လို့သင်္ကန်းကောက်ထဲမှာတန်းပြိတ္တာကြီးဖြစ်နေတယ်မကျွတ်သေးဘူးကြည်စမ်းဘလောက်တန်ဝေကရဖို့ကောင်းတယ်လေအဲ့ဒါ9ရက်ရှိမှသူလွတ်ပြီးတော့နတ်ပြည်ရောက်လိမ့်မယ်သင်တို့9ရက်ပြည့်မှသူ့ရဲ့သင်္ကန်းကိုဝေဖန်ကြပါခွဲချမ်းကြပါအဲ့လိုပြောမှအဲ့ဒါ9ရက်စောင့်ရတယ်9ရက်ပြည့်မှတန်းပြိတ္တာဘွားကလွတ်ပြီးတော့နတ်ရွာသူကတိရောက်ပါတယ်ကိုင်းပြေးတယ်များသင်္ကန်းသာယူစရာမကောင်းဘူးလားအဲ့ဒါဆွဲလန်းတဲ့လောဘကြောင့်ပြိတ္တာပုံကြတာဒါကြောင့်ဘာကုမှမဆွဲလန်းပါနဲ့လို့အရေးတကြီးမှာလိုက်ချင်ပါတယ်ဒီတော့အဲ့လိုယဟန်တန်ဃာအချုပ်တောင်မှပုထုဇဉ်အချုပ်တောင်မှအပေလေးပုံကြရင်ဒကာဒကမတွေဆိုပို့ပြီးတော့မကြနိုင်ဘူးလားကြနိုင်တယ်တကဘာလုံးမှာလူကြီးဟာတန်ပေါင်း6000ကျော်ပဲရှိတာအေးပြိတ္တာတစ်စီသေးပေါင်းကလေဂရီပေါင်း6000မကဘူးအများကြီးပဲပြည့်တဲ့တို့မမြင်ရလို့သူတို့ကလူတွေကမမြင်ရဘူးကံအားပေးတဲ့တကူလေးပေါ့ဒါပဲရှိတာပါအများကြီးပဲရော့ဒါဆိုရင်ဘုရားတပည့်တော်ပုထုဇဉ်တွေဒီဒေသနာရဆိုရင်အပေငရဲပဲအာလုံးဆင်းကြတော့မလားဘုရားမဆင်းရပါဘူးအဲ့လိုမဆင်းစေခြင်းလို့လည်းပဲဒီနေ့တရားဝေကျင်းပါတာပါအဲ့လိုမဆင်းစေတဲ့တရားကိုလည်းဘုရားကအားပေးထားပါပြီအင်္ဂုတ္တထက္ကရာမှာပုထုဇဉ်တွေအပေမကြအောင်တားပေးမဲ့ကုသိုလ်9မျိုးမှတ်ကြရမယ်နော်အဲ့ဒါလင်္ကာလေးဒါအင်္ဂုတ္တထက္ကရာမှာဖွင့်ပါတယ်လင်္ကာလေးကယေရနာရွယ်လုံးပလေကုံစိန်စီမြဲသုံးသမင်ကြီးငယ်ပင်စသည်နေတိုင်းနိဗ္ဗာန်မဝေးလံစေရန်ဆွမ်းဝဲရပိုင်ဝါသင်္ကမသွေမှန်းရည်ရကံနဲ့ဆိုင်အနိဒံခဲကိုင်းရဲ့နဲ့ရှက်တိုင်းနဲ့ကြောင်းငယ်ဒီခုနေကာလာဆွဲဒါနာမြေသုံးဆောက်ဒီဝဲသောတာပန်ဇက်အနွယ်မြတ်နဲ့ခိုးမိလို့ဘဝတိသုံးတိုက်တဲ့သူဆုံးမြတ်ယူရေဒါနာသီးတဲ့ကူငယ်အည်သူလူမြဲွက်လေးအတိပ္ပယ်လေးနားထောင်ကြစမ်းပါပုထုဇဉ်တိုင်းအားကိုးရမယ်အပေတကားပိတ်တဲ့ကုသိုလ်ဖြစ်နေလို့ပါပဲနံပါတ်1အပေတကားပိတ်တဲ့ကုသိုလ်ကတရားတော်မှာသီလယူခံဤမှာဘောဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိလို့မဆိုကြဘူးလားအေးအဲ့ဒီဘုရားတရားသံဃာတရဏဂုံသုံးပါဆွေးရတဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှအပေမလားပါအားကိုးစရာမကောင်းဘူးလားအားကိုးရမယ်နော်နံပါတ်2က5ပါးသီလမြဲတဲ့ပုဂ္ဂိုလ်အပေမလားပါနံပါတ်3ကအာယုံသွမ်းနေစဉ်မပြောင်းလူရတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်4ကစေရဓမ္မဲလူရတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်5ကဝါဆိုသင်္ကန်းလူတဲ့ပုဂ္ဂိုလ်များအပေမလားပါနံပါတ်6ကရေတွင်းရေကန်လူတဲ့ပုဂ္ဂိုလ်များအပေမလားပါ
နံပါတ်9ကတန်ခီကာကြောင်းဆောင်လှူတဲ့ပုဂ္ဂိုလ်များအပေမလားပါလို့အပေမလားတဲ့ကုသိုလ်ဘယ်နှမျိုးလဲခုနှစ်မျိုးလုံးလုပ်เสียမလိုပါဘူးဗျာတစ်မျိုးလောက်ပြည့်စုံရင်ပဲအပေတကပိတ်တယ်နော်အဲ့တော့အပေတကပိတ်တဲ့ကုသိုလ်မပြောမြင်မှာတရဏဂုံတည်တဲ့အတွက်ကြောင့်အပေတကပိတ်ပုံပြောမှာဆိုတော့တရဏဂုံရဲ့ကောင်းကျိုးလေးတွေကိုလည်းနာကြကြအောင်စို့မူလဗန္ဒသထေကရာမှာတရဏဂုံတည်မြဲတဲ့ပုဂ္ဂိုလ်မျိုးရမယ်ကောင်းကျိုး၅မျိုးဖွင့်ပြထားပါတယ်တရဏထာတောတာဝံတရဏကတာနံဗယံတန္တာသံဒုက္ခံဒုက္ခတိပရိကိလေသံဟိန္တတိဝိနာသေတိတိအထောယရဏတယဒေဝတံအဓိဝဇနံတာဝါရှိဟုစွာတရဏထာတောတရဏတရိုင်းနဲ့ကိုပြမည်ဆိုပါလျင်တရဏကတာနံဘုရားတရားတန်လောက်ဆိုယရဏသုံးပါးတို့ကိုယုံကြည်သိမှစိကကြသူရှင်လူများတို့၏ဗယံဘေးမှန်သမျှကိုဟိန္တတိဝိနာသေတိပြောက်တဲ့ပါပြီပထမဆုံးတရဏဂုံတည်တဲ့ကောင်းကျိုးကဘေးတွေကင်းတယ်ပါကင်းတယ်ဒါကြောင့်ဘေးကင်းခြင်းလည်းတရဏဂုံဆောင်လို့မှာခြင်းနဲ့နံပါတ်2ဟိန္တတိတဲ့ကြောက်ရွံ့ထိလမှုမှန်သမျှကိုလည်းပဲဟိန္တတိဝိနာသေတိပြောက်တဲ့ပါပြီတန်တန်တန်ကြောက်ရွံ့ထိလမှုမှန်သမျှကိုဟိန္တတိဝိနာသေတိပြောက်တဲ့ပါပြီတခါတည်းတခါတော်မှများတိတ်ဆိတ်ငြိမ်တဲ့လူသူကင်းစတဲ့နေရာအမှောင်နဲ့လည်းဖြစ်တယ်ဆိုရင်ကြောက်တဲ့လက်နဲ့စိတ်တွေပေါ်တတ်တယ်မို့လားจิตတိပါတွေထားပြီးတော့အဲ့ဒါမျိုးဆိုရင်လေနီးပေးလိုက်ပါရစေဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိလို့သာဆောက်တည်လိုက်ကြောက်တဲ့လက်နဲ့စိတ်တွေအကုန်ပြောက်တယ်ဟုတ်လားဒုတိယကောင်းကျိုးတတိယကောင်းကျိုးကဒုက္ခံကိုယ်ဆင်းရဲစေဆင်းရဲမှန်သမျှကိုဟိန္တတိဝိနာသေတိပြောက်တတ်ပါပြီကိုယ်စိတ်ဆင်းရဲနေလည်းပဲဘုရားတရားသံဃာသာအောင်ပြုလိုက်တဲ့တရဏဂုံဆောက်တည်လိုက်စမ်းအကုန်ပြောက်တယ်ဒုက္ခတိပရိကိလေသံ၄နဲ့၅ကပေါင်းပြတယ်အပေကြမဲ့ဘေကိုလည်းပဲပြောက်စေတယ်ကိုယ်စိတ်ရဲ့ညင်နွမ်းမှုမှန်သမျှကိုလည်းပဲပြောက်စေတယ်ဒီတိတသမတို့ကြောင့်တရဏတရဏမြည်ပါပြီဣဒံဣဒရဏဟုသောအမိတိယရဏတရားသာဘုရားတရားသံဃာယရဏသုံးပါး၏အဓိဝဇနံအမိပါပေသည်ဒီတော့တရဏဆိုတာဟာတရဏဂုံသုံးပါးဆိုရယရဏသုံးပါးအမိပါပဲအဲ့ဒီကျုံ၅မျိုးတည်းကအခုဘုရားတရားသံဃာတရဏဂုံတည်မြဲတဲ့အတွက်ကြောင့်ဘေးကင်းပုံကိုနာယူကြရအောင်နောက်ဘေးကင်းပုံလည်းပဲနာမယ်ပထမဆုံးဒုက္ခတိပေါ့ဗျာအပေတကပိတ်ပုံကစကြရအောင်ဒါကပိုစိတ်ဝင်စားစရာကောင်းတယ်အဲ့တော့တခဏတာတရဏဂုံနဲ့တဘဝတာတရဏဂုံလို့နှမျိုးခွဲပြီးတော့ပြောပါမယ်အင်္ဂုတ္တထကရာမှာဖွင့်တော့ဓမိလတန်ဃာတဲ့အကြောင်းစနာရအောင်တန်ဃာတဲ့ဆိုတာပြည့်တဲ့သူကြီးသူ့ရဲ့တက်တန်းအပြည့်ပေါ်လေငါးတွေကိုတက်ဖြတ်နေတဲ့ပါဏိပါဒအကုသိုလ်ကံတွေအပြည့်မရှိဘူးလားရှိတယ်သူဒါတွေပဲတက်နေတာအဲ့လိုနဲ့နေလိုက်တာသူ့တက်တဲ့ပုဂ္ဂိုလ်တွေကမှတ်ထားဒါနသီလလည်းတချို့တန်ဃာတွေလည်းပဲဒါနမပြုဘူးလားပြုတယ်တတ်တာကအကုသိုလ်ဒါနပြုတာကုသိုလ်ပဲဒါကြောင့်တန်ဃာတော်ဖြစ်တော်လည်းပဲလူ့ဘဝပြောင်းတဲ့ပုဂ္ဂိုလ်လည်းရှိပါတယ်သို့တော့သူ့တဲ့တက်ခဲ့တဲ့ပုဂ္ဂိုလ်တယောက်လူ့ဘဝရောက်လာရင်မှတ်လိုက်မွေးလာရင်လေခြေလက်မပါတာတွေမွေးတတ်တယ်မျက်စိအကန်းလေးဖြစ်လာတတ်တယ်နားတွေပင်းလာတတ်တယ်အဲ့ဒါမှတ်ထားအရင်ဘဝကသူများတက်ကိုတက်ခဲ့တဲ့ကံပါလာတဲ့ပုဂ္ဂိုလ်တွေပါအဲ့တော့ပြီးတော့တက်တန်းတိုးတယ်အနာရောဂါများတယ်အခုဘဝမှာတင်မဲ့ဓမိလတန်ဃာတော်ကြီးအိပ်ရတယ်လဲပြီးပေးရတော့မယ်မှတ်ကြဟိအရေးကြီးတယ်သေကံနီးမှာကပ်ပြီးတော့ပေါ့လေသေကံနီးစစ်စစ်လေးမှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံဌာနအရေးနိမိတ်မြင်ရတတ်ပါတယ်ဒါပြည်တံများခုဟောတဲ့ပုဂ္ဂိုလ်နားတဲ့ပုဂ္ဂိုလ်အလုံးသိကြမှာပါမသိရဘူးလားဘုရုရှင်ဖြစ်နေသိမယ်ဆိုရင်လည်းမှတ်တာသေကံလေးတွေမှာမိနစ်ပိုင်းလောက်မှာကပ်ပြီးတော့မိမိရောက်မဲ့ဘုံရဲ့အရေးနိမိတ်လေးပေါ့မြင်လာရတယ်ဆိုကြသို့မိမိသိပြီးတဲ့နောက်ခွေးဖြစ်မယ်ဆိုရင်ခွေးမာရီပုံစံမြင်ရတယ်အဲ့ဒါခွေးပဲလို့တန်းသိလိုက်ဘလို့မှလုပ်လို့မရတော့ဒီချမ်းကာကွယ်လို့မရတော့ပါဘူးတခါရိတ်တာပုံပေါ့တစေတရဖြစ်မယ်ဆိုလို့ရှိရင်အင်းကြီးတွေအာကြီးတွေတောကြီးတွေတောင်ကြီးတွေမြင်ရတယ်သိလိုက်ငါတော့ပြိတ္တာတစေတရဖြစ်ပြီလို့အဲ့ဒါကပ်ပြီးတော့သိရတယ်ဒီပုဂ္ဂိုလ်တွေတော့ဘယ်သူမှမမြင်ရဘူးသိမဲ့ပုဂ္ဂိုလ်ပဲမြင်ရတယ်နောက်တစ်ခါလူပြန်ဖြစ်မယ်ဆိုရင်
မိမိကိမဲ့အမိဝမ်းရည်ပေါ့အမိတိမ်မဲ့ဆိုကြပါအဲ့ဝမ်းရည်ကဗလာနီအစင်းတရံလေးမြင်ရတယ်ဒါဆိုရင်လည်းဒီငါဒီလူ့ဘဝပြန်ရောက်တော့မယ်လို့သိပါတဲ့ပံနတ်ပြည်ရောက်မယ်ဆိုရင်တော့နတ်သမီးတွေနတ်သားတွေဗိမာန်တွေပရိသတ်ပဲနေမြင်ရတယ်ဒါဆိုရင်လည်းသိလားငါဒီနတ်ပြည်ရောက်တော့မယ်လို့တဲ့ပံငရဲကြမယ်ဆိုရင်တော့လေမိမိကိုနှိပ်စက်မဲ့ငရဲသားတွေခွေးနဲ့ကြီးတွေငရဲမီးတွေအကုန်မြင်ရတယ်တကယ်ကိုပဲပူလောင်ပါတယ်တဲ့တကယ်ကိုပဲဆင်းရဲပါတယ်ဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်များလူလွတ်နေအောင်អော်ကြတယ်အခုလည်းပဲဓမ္မိလတန်ခါတည်းကလူလွတ်နေအောင်អော်ကြပါတယ်ကျေကြပါမိတွေညှိမ့်ပေးကြပါခွေးနဲ့ကြီးတွေမောင်းပေးကြပါနဲ့စူးညံလို့ချွေးတွေပြန်ပြီးတော့ခါတယ်ကြည်စမ်းကဲဘေးကသားတွေများတွေကဲလို့ရသေးလားကြကြောင်အိမ်တော်ဦးစီးပုဂ္ဂိုလ်များအားလုံးကိုလည်းပဲမေတ္တာအပြည့်နဲ့ဒါပြောပါရစေသမ္မာအာဇီဝကြကြပဲရှားကြွေးကြပါခိုးကြွေးဖို့တက်ကြွေးဖို့လင်ကြွေးဖို့လုံးဝစိတ်မကူးကြပါနဲ့အေးခိုးကြွေးတက်ကြွေးမိစ္ဆာဇီဝနဲ့လှုပ်ကြွေးစားရင်တော့မိသားစုအားလုံးစားကြရမယ်ခံရင်တော့အဲ့ဒီရှားတဲ့ပုဂ္ဂိုလ်တယောက်တည်းငရဲသွားပါလေဗျာအဲ့ဒါလေးအားလုံးသိကြစေချင်ပါတယ်အခုကြည့်အဲ့လိုဖြစ်တော့ကဲသားတွေများတွေကလက်ပိုက်ကြည့်ရတယ်ဘာတတ်နိုင်သေးတော့ဘာမတတ်နိုင်တော့အဲ့ချိန်မှာသူကံကောင်းတယ်သုလနာဂတိတ်တာဆိုတဲ့ဆွမ်းခံကိုယ်တော်ဘာကြွယဟန္တာငါဆိုတော့အဲ့အတန်နဲ့ကြည့်ကြတယ်နဲ့သိတယ်ဟာဒီဒီကကြီးငရဲကြတော့မှာပဲငါ့ဒီဒီကကြီးဆွမ်းလောင်းမှုတယ်သူကိုယ်တော်ဆွမ်းလောင်းမှုတဲ့ယဟန္တာငါရှိမှာတော့အပေမကြတဲ့မှုငါကဲမယ်တတ်နိုင်တယ်လို့ကဲကြည့်မယ်ဆိုတခါတဲ့အိမ်မော်တက်ကြွငရဲသွားလူဆဲဆဲဒေမိလာတန်ခါတဲ့ခေါင်းရင်းကထိုင်ပြီးတော့ဒကာကြီးအခုကြွလာတဲ့ဒကာကြီးဆွမ်းလောင်းမှုတဲ့ယဟန္တာငါဖြစ်ပါတယ်ဒကာကြီးကိုတရဏဂုံနဲ့၅ပါးသီလဆောက်တည်ပေးပါစေဒကာကြီးနှုတ်ကမဆိုနိုင်ရင်စိတ်ကဆိုပါဒါပြေးတယ်များလည်းပဲတက်နေတယ်များကဲဖို့အတွက်နီးလေးသေးချာမှတ်သွားကြပါအဲ့ဒီမှာတင်တဲ့ဒကာကြီးလည်းသူတတိယတော့မထေရမြတ်ကရှေ့ကနေတိုင်ပြီးသူကနောက်ကလိုက်ဆိုပေါ့နှုတ်ကမဆိုနိုင်တဲ့အခါစိတ်ကဆိုတယ်သို့တော်တင်မဲ့ခြင်းကနီးတော့အဟမန်တရားစပြီးတော့တရဏဂုံလဲဆိုပြီးတော့တည်သွားကြတယ်၅ပါးသီလထိမရောက်လိုက်ပါဘူးကြည်စံတရားဓမ္မတို့တရဏဂုံရဲ့စွမ်းအားဘယ်လောက်ထူးခြားတယ်လဲဆိုရင်နှစ်ပေါင်း90ကျော်တပ်ပြက်ခဲ့တဲ့ပါဏာတိပါဒအကုသိုလ်ကံလေးကြောင့်ထင်းနေတဲ့ငရဲမီတွေခုနဲ့ကြီးတွေငရဲသားတွေအကုန်ပြောက်နတ်သမီးတွေနတ်သားတွေပြိမှန်တွေပရိသတ်ပင်တွေထင်ပြီးတော့လူသားနဲ့ဆိုရင်နှစ်ပေါင်း9သန်းသက်ရှိတဲ့စရုမာရိနတ်ဘုံရောက်တယ်ဘယ်နတ်ဘုံရောက်တော့အဲ့ဒါတခြားရဲ့အစွမ်းလားတရဏဂုံရဲ့အစွမ်းအဲ့ဒီစရုမာရိနတ်ဘုံကအဲ့ဒါအတူဆုံးနတ်တဲ့အတူဆုံးနတ်တဲ့နော်ရှေ့နောက်ထပ်သူ့ထက်က9ဘုံရဲ့အသက်တွေကိုသိကြည့်ရင်4နဲ့မြောက်သွားတယ်အဘုဒ္ဓတာပေါ့အဲ့ဒီ9တန်းကို4နဲ့မြောက်ရင်3ကလေး6တန်းဖြစ်သွားတယ်3ကလေး6တန်းဟာတာဝရဒနတ်တဲ့တာဝရဒနတ်ပြီးရောက်နှစ်ပေါင်း3ကလေးနဲ့6တန်းအသက်ရှိပါတယ်အဲ့ဒါကို4နဲ့ထပ်မြောက်လို့ရှိရင်ဒါပြီးတော့ခုပေါင်းမြောက်ကြည့်ကြပါဗျာနော်စင်ဆက်14ကလေးနဲ့4တန်းဖြစ်လိမ့်မယ်ဟုတ်လား14ကလေးနဲ့4တန်းဟာအဲ့ဒါသူတို့မတာဝန်နေတာယာမနတ်တဲ့ဖြစ်သွားတာပေါ့အဲ့တော့တခါ4နဲ့တခါထပ်မြောက်လို့ရှိရင်59ကလေးနဲ့2 6တန်းဖြစ်သွားတယ်အဲ့ဒါဟာတုတိတာနတ်ဘုံနတ်တဲ့အခုဒကာတော်မတို့စောင့်စားမျှော်လင့်နေတော့အရိမေတ္တယဘုရားရှင်ဟာအဲ့ဒီတုတိတာနတ်ဘုံမှာရှိပါတယ်တုတိနတ်တဲ့နဲ့59ကလေး2 6တန်းနေဦးမှာပါတခါအဲ့ဒီတုတိတာနတ်ဘုံနတ်တဲ့ကို4နဲ့တခါထပ်မြောက်လို့ရှိရင်230ကလေးနဲ့4တန်းဖြစ်သွားတယ်အဲ့ဒါဟာနေမန္တတိနတ်သက်ပေါ့နောက်ဆုံးဦးဇင်းတို့တရားဓမ္မတွေကိုမဉ္ဇဉ်ပူညာမရအောင်ကာမဂုဏ်တော်ထဲမှာမိနေအောင်ဒုက္ခပေးတဲ့မန္တကြီးဟာအထက်ဆုံးနတ်ပြည်မှာနေတာပါမန္တကြီးနေတဲ့အထက်ဆုံးနတ်ပြည်ရဲ့နတ်သက်က920ဒီဂရီနဲ့6တန်းအသက်ရှိပါအဲ့တော့တန်ဃာတကြီးကသိတယ်ဗျနတ်ပြည်ရောက်တော့သူကလေဩငါတန်ဃာတယ်ပါဘာလို့ငရဲမကြပါတဲ့နတ်ပြည်ရောက်ပါလေဆိုပြီးတော့ဒေဝစက္ခုနဲ့ပြန်ကြည့်တော့ဩငါယဟန်ကငါဆုံးလောင်းမှုတဲ့ယဟန်ကတရဏဂုံဆောက်တည်ပြီးတာကျေးဇူးများလိုက်တာတိကျပါသူချက်ချင်းဆင်းလာတယ်အဲ့တော့သူ့အလောင်းကြီးကရှည်တုံးပေါ့အခုမှသေးတာစအဲ့ဒါယဟန်ကိုသူရှ िख ိုးပြီးတော့အရှင်ဘုရားကျေးဇူးကြီးပါတယ်ခင်ဗျာအရှင်ဘုရားတရဏဂုံဆောက်တည်ပြီးလို့တပည့်တော်အခုငရဲကလွတ်ပြီးတော့ငရဲမကြတော့ဘဲနဲ့စရုမာတဲ့နတ်ဘုံရောက်ခဲ့ရတယ်ခင်ဗျာအကယ်၍တပည့်တော်ဒီ5ပါးသီလ4ပါးဆူပြီးမှမြန်သေးရင်ကြီးထက်မြင့်တဲ့နတ်ဘုံရောက်အောင်ပါအခု
တရဏဂုံလေးဆိုပြီးတည်သွားလို့စရုမာရီနတ်ဘုရင်ကျင်းရလာတာပါဗျာဒီလောက်ကြီးစုများတဲ့တရဏဂုံတရားကိုကျမ်းတဲ့တရားတော်မှဒီလည်းပဲဟောကြားပေးပါဗျာလို့လျှောက်ထားပြီးမှအခုတန်ဃာတိနတ်ပြည်မှာပျော်ပျော်ကြီးစံစားနေပါပြီနော်ဒီတမ်းမြအဲ့ဒါကတခဏတာတရဏဂုံဘာတရဏဂုံလဲအေးတခဏတာတည်တဲ့တရဏဂုံကမှအဲ့လောက်ကောင်းကျိုးပေးရင်ဒီခုတရားနာပေးတဲ့ချိန်ကစပြီးတော့တဘဝတာမြန်တရဏဂုံမြဲကြမယ်ဆိုရင်ဒီဓမိလာတန်ဃာထက်တဲ့ပို့ပြီးတော့ကောင်းကျိုးတွေမရနိုင်ဘူးလားသက်တည်ပြမယ်ဦးဇင်းအထောက်ထားနဲ့ကြည့်ပြောမှာနော်သက်တည်ပြမယ်အဲ့ဒါကအပါရံပါဠိတော်ကလာပါတယ်အပါလံပါဠိတော်ကလာတဲ့မထေရရဲ့ဘွဲ့တော်ကတော့တိတရဏဂမနိယမထေမြန်မာလို့ဆိုရင်တရဏဂုံသုံးပါးတည်တဲ့မထေလို့အဓိပ္ပာယ်ရတယ်အဲ့ဒီမထေမြတ်ယဟန္တာကြီးဟာဟိုးလွန်ခဲ့တဲ့60တကဘာကဖွင့်တော်မူခဲ့သောအနောမဓာတ်တိမြတ်စွာဘုရားသာသနာမှာသန္နဝရီနေပြည်တော်မှာမြင့်မမြင့်မိဘနှစ်ပါးလှုပ်ကြွေးတဲ့သားလေးမတယောက်ဖြစ်ခဲ့ပါတယ်သူဒီတန်ဝေကညံနေရပြီးတော့ယဟန်ပြုခြင်းသို့တော့မိဘကိုလှုပ်ကြွေးမဲ့တခြားသားသမီးမရှိဘူးမိဘတွေမျက်စိမမြင်ကြတော့ယဟန်မိုးရရှာငါယဟန်မိုးရရင်လူဘဝနဲ့အကောင်းဆုံးကုသိုလ်တွေငါရှာမယ်လို့စုံစမ်းကြည့်လိုက်တော့တရဏဂုံတီလို့ရှိရင်ရမယ်ကောင်းကျိုးတွေတွေ့သွားတယ်အဲ့ဒီမှာတင်မြတ်စွာဘုရားအနောမတတိမြတ်စွာလက်ရတော်ရန်အရှင်နိတုပမထေကိုပင့်ပြီးတော့ယနေ့တောင်မူပန်းကျန်အောင်တိမင်္ဂလာဓမ္မယုံကြီးအနီးနားကနော်တရားတော်များကဲ့သို့ပေါ့အဲ့ဒါယဟန်တော်ကိုသူပင့်ပြီးတော့တရဏဂုံနဲ့၅ပါးသီလဆောက်တည်တယ်အဲ့ဒီတရဏဂုံကိုတဘဝလုံးမြဲခဲ့တယ်ဘယ်လိုမြဲခဲ့တော့ကြည့်ပြီးတဲ့တူတခဏတာတရဏဂုံတော့ဒီလောက်ကောင်းကျိုးများရင်တဘဝတာတရဏဂုံကပူရမှာပေါ့အဲ့တော့သူရတဲ့ကောင်းကျိုးတွေကြည်စမ်းဘယ်လောက်အားကြစရာကောင်းတယ်လဲဆိုရင်နံပါတ်1ကောင်းကျိုးကအာရိဝါကသုတေမနေသေလွန်တဲ့အခါမှာ60တကဘာအဘေတကပိတ်သည်ဟောဘယ်နှကဘာအဘေတကပိတ်တယ်တခြားကုသိုလ်လားတရဏဂုံတည်တဲ့ကုသိုလ်လားတခြားဒါနသီလသမဏဝိပဿနာတခုမှမပါသေးဘူးနော်တရဏဂုံတစ်ခုတည်းတင်ဗုဒ္ဓဘာသာဖြစ်ရတဲ့တန်ဖိုးဘယ်လောက်ကြီးမားသလဲလို့ဒါတင်မဲလားမကသေးဘူးဗျတခါသူသည်တရားမင်းဖြစ်ကအကျဉ်80တကဘာလုံးအုပ်ချုပ်ရတဲ့စัจ जा မင်းဖြစ်က85ကြိမ်ဒါတင်မဲလားမကသေးပါရိုးရိုးနိုင်ငံတကာနိုင်ငံအုပ်ချုပ်ရတဲ့ဗရေတတိဧကရိဘုရင်ဖြစ်ကတော့အကျဉ်ပေါင်းမရေနိုင်အောင်ဖြစ်ခဲ့ရပါသည်အဲ့လိုလူစီစိမ်မင်းစီစိမ်လူမင်းစီစိမ်နတ်မင်းစီစိမ်နေဘဝပေါင်းများစွာဝဤနေအောင်ခံစားပြီးတဲ့အခါမှာတော့ဗဒ္ဒကဘာမှပွင့်တော်မူတဲ့ဂေါရမမြတ်စွာဘုရားသာသနာမှာတာဝတိမြို့မဟာသာလဆိုတဲ့တတိမြို့မှာတတိသာသွားဖြစ်တယ်ခုနှစ်နှစ်သားအရွယ်ကြတော့သူနဲ့ရေသူကလေးတွေနဲ့ပြေးလွှားဆော်ကစားကြရင်ရဟန္တာကြီးတစ်ပါးသတင်းသုံးတော့ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ရောက်သွားကြတယ်ပြီးတော့ရဟန္တာကြီးကလည်းကလေးတွေအကျိုးရှိအောင်ကလာကြဟေးဆိုပြီးတော့တရဏဂုံသုံးပါးဆောက်တည်ပေးတယ်သူတို့ဆောက်တည်ကြတယ်ကျန်တဲ့ကလေးတွေကတော့တရဏဂုံတည်တဲ့ကောင်းကျိုးပဲရပါတယ်တဘောဝတာနော်တရဏဂုံတည်ခဲ့တဲ့ကလေးလေးကတော့တရဏဂုံအဆုံးမှာတင်ခုနှစ်နှစ်သားအရွယ်နဲ့ကိလေသာအာသောဂုံကယန္နာကြီးဖြစ်တော်မူခဲ့ရပါတယ်အဲ့ဒီလိုတရဏဂုံရဲ့အဆုံးမှာယန္နာဖြစ်ခဲ့ရလို့သူ့ကိုတိတရဏဂမနိယမထေလို့ခေါ်တယ်ဘယ်လိုခေါ်ပါလဲတရဏဂုံအဆုံးမှာယန္နာဖြစ်တဲ့မထေဒီတော့တရားတော်မှာများကြီးသီလယူတဲ့ဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိဆိုတဲ့တရဏဂုံတည်တဲ့ကုသိုလ်ဟာသမဂါရှံဃာကုသိုလ်လားယန္နာဖြစ်ထိပို့တဲ့ကုသိုလ်လားသမဂါရှံဃာမထင်လိုက်ပါနဲ့ဒါဆိုရင်တရားဓမ္မတို့ကိုအတွေးခေါ်တစ်ခုပေးကြပါလေကိုယ်တိုင်လည်းစဉ်းစားပြီးတော့ဖြေပါကိုယ်တိုင်လည်းစဉ်းစားပါသုံးသပ်ပါဒါဆိုရင်တရားဓမ္မတို့ဒီဥစဉ်တို့ဒီဘုရားဘာသာအများစုတို့ဒီဘုရားဘာသာအားလုံးတို့ဒီပေါ့တရဏဂုံတဘဝတာတည်ဖို့မြဲဖို့သိရေးကြည့်ပါလေတရဏဂုံအပြည့်လည်းမခံပါနဲ့အညှိုးလည်းမခံပါနဲ့ဒါဆိုရင်တရဏဂုံပြက်တာတရဏဂုံညှိုးတာပေါ့လေဒီတရဏဂုံပြက်တာပဲဦးစားပြီးပြောကြပါစို့အဲ့ဒီမူလဗန္နသထေကရမှာတရဏဂုံပြက်ချင်း2မျိုးပွင့်ပြတယ်
အဓိကအမျိုးသမီးများသေချာအောင်ဆက်ပြီးတော့နားစေခြင်းနဲ့တရဏဂုံမှာများတော့အမျိုးသမီးတွေကြောင့်ပြတ်တာများတယ်။ဘာတွေလဲဆိုတော့တရဏဂမနတဘေတော့တာဝေဇောစာအနဝေဇောစာတုပြီးတော့ဟောတိတရဏဂမနတဘေတော့တရဏဂုံပျက်စီးခြင်းဒီတာဝေဇောစာအပြည့်ရှိသောပျက်စီးခြင်းလည်းကောအနဝေဇောစာအပြည့်မရှိသောပျက်စီးခြင်းလည်းကောဣတိဤသို့တုပြီးတော့နှစ်ပါးအပြားရှိသည်ဟောဒီပြီတရဏဂုံပြည့်ခြင်းကအပြည့်ရှိသောပြည့်ခြင်းနဲ့အပြည့်မရှိသောပြည့်ခြင်းလို့နှစ်မျိုးရှိဒါဆိုရင်ဘာတွေလဲအပြည့်မရှိသောပြည့်ခြင်းကကာလကရိယာဘေတော့အနဝိဇ္ဇဘေတော့ဒီဟုတ်စတိပုထုဇဉ်ဗုဒ္ဓဘာသာတယောက်သိရင်တရဏဂုံပြည့်တယ်အဲ့ဒါအပြည့်မရှိဘူးအာဟုတို့မဖြစ်ဘူးလို့မှတ်ပါအဲ့ဒါဓမ္မတာလို့နော်မှတ်ပါဓမ္မတာပဲပုထုဇဉ်သိရင်တော့တရဏဂုံပြည့်တာဒါဓမ္မတာဒါဆိုရင်တရဏဂုံမပြည့်တာကဘာလို့လဲဆိုအရိယာသိရင်တော့ဘဝဆက်တဲ့ဘယ်ဘဝမှာတရဏဂုံမပြည့်တော့ဒါကြောင့်ဘဝဆက်ဆက်တရဏဂုံမပြည့်စေခြင်းတဏှာကြောင့်တရဏဂုံပါသွားစေခြင်းတော့ဝိပဿနာတရားကိုအရိယာဖြစ်တဲ့အထိနာကြအားထုတ်ဖို့မလိုဘူးလားအဲ့ဒါကနောက်မှဆက်နာကြတာပေါ့လားဒီတော့အပြည့်မရှိတော့ပြည့်ခြင်းကသေလို့ပြည့်တာဒါဆိုရင်အပြည့်ရှိတော့ပြည့်ခြင်းကဘယ်လိုဟာမျိုးလဲနားတောင်ဒါကပိုရေးကြည့်တယ်အိညတတ္ထာရာတိတုအဟံအတ္တနံပရိစ္ဆာမိတိဧဝံအိညတတ္ထာရုဒ္ဓေသဝဒေနတာဝိဇ္ဇဗေဒောတိဟုတ်စတိအိညတတ္ထာရာတိတုဖရာတရားသံဃာမတပါအခြားသောဘုတော်တွေငယ်တော်တွေ39မိနစ်တွေကိုကြီးကျော်တွေမနဲ့လေးတွေအာညောင်းတာပြောရတာနော်အများကြီးတာကိုအဲ့ဒီနတ်တွေအားလုံးကိုတဲ့အဟံတပည့်တော်မသည်ပရိစ္ဆာမိအသက်နဲ့ခန္ဓာကိုယ်ကိုအနှင့်လူရန်ကိုယ်ဝယ်ပါ၏ဣတိဤသို့အိညတတ္ထာရုဒ္ဓေသဝဒေနဖရာတရားသံဃာမတပါအခြားသောဘုတော်တွေငယ်တော်တွေနတ်ဆေးမျိုးစုံတွေမှာဆရာရှားခြင်းအစွမ်းဖြင့်တရုံပစ္စည်းခြင်းမျိုးကိုတော့တာဝိဇ္ဇဘေရောတိဟုတ်စတိအပြည့်ရှိသောပစ္စည်းခြင်းလို့မှန်အမျိုးသမီးတွေသိချာနာပါခမည်းတော်ကြောင့်အမျိုးသားတွေပါတဏှာကုပြက်ကုန်တာအဲ့တော့ဖရာတရားတန်ခါမတပါအခြားသောဘိုးတော်တွေမေတော်တွေ39မင်းအပြင်အတွင်းအပြင်39မင်းတွေတော့ကိုကြီးကျော်တွေမတ်နဲလေးတွေသူရတတိတွေအစုံပေါ့ဗျာအဲ့ဓာတွေကိုတဲ့သူတို့ရှိမှပြုံးပြုံးလေးထားပြီးတော့အရင်ရှင်ကောင်းတို့ကကျွန်တော်တို့အသက်နဲ့ခန္ဓာကိုအနှိမ့်ပြီးတော့လှူဒန်းပြီးတော့ကိုးကွယ်ပါတယ်လို့အဋ္ဌံပြီးတော့ကြောရင်တရဏဂုံပြည့်ဘာတရဏဂုံမှမရှိတော့တရဏဂုံရဲ့အကျိုးတစည်းမှမခံစားရတော့မနစ်နာဘူးလားပြေးတယ်နစ်နာတယ်နော်အမျိုးသမီးတွေတရားစဉ်းစားကြာရင်အမျိုးသားတွေလောက်မပါဘူးအမျိုးသမီးတွေအဓိကကြာစဉ်းစားပါသို့တော်ဦးစင်းကရှင်လဲလျှောက်တာပြားလဲဆွဲတာနီးလဲပေးပါမယ်အဲ့တော့အစဉ်ဆက်ကလောက်လာတဲ့တချို့တော့လည်းမစွန့်ရဲကြအောင်မစွန့်ရဲလည်းမစွန့်နဲ့ထားလိုက်သို့တော့ကိုးကွယ်ခြင်းနဲ့ပသခြင်းကိုခွဲပါဘာနဲ့ပါခွဲရမလဲအတွေးခေါ်လေနော်ဒီနေ့တရားမှာနှုတ်ပြเสียအာကာတခုမှမပါဘူးတလုံးမှလွတ်မသွားအောင်နားထားအနစ်ကြီးပြောနေတယ်ကိုးကွယ်ခြင်းကဘာလဲပသခြင်းကဘာလဲကိုးကွယ်ခြင်းဆိုတာကဩဒါကိုကိုယ်ကငါတို့ဒီဘဝတဏ္ဍာတဲ့ချမ်းသာကိုရမှာအပေပြီးကင်းမှာဆိုတဲ့စိတ်နဲ့ကိုးကွယ်တာကဒါကိုးကွယ်ခြင်းလို့မှတ်ပါအဲ့လိုကိုးကွယ်ရမှာကတော့ဖရာတရားတန်ခါပဲကျန်တာဘာမှလာမရောနဲ့အေးအဲ့ဒီလိုကျန်တဲ့အယုံမျိုးစုံပုဂ္ဂိုလ်မျိုးစုံခင်ဗျားတို့ပသရင်တော့ပသကောင်းပါတယ်ပသတယ်ဆိုတာတင်တာကျွေးတာကိုပြောတာပါနော်တင်ရင်တင်မှကျွေးရင်ကျွေးပါအဲ့ဒါအပြည့်မရှိပါဘူးကုသိုလ်ရပါတယ်တိရစ္ဆာန်ကျွေးတော့ကုသိုလ်ရသေးတာကိုကျွေးလေတာမိတ်ဆွေဖြစ်ပါတယ်ပသကောင်းတယ်သို့တော့ဖရာတရားတန်ခါကတော့မကိုးဝယ်ကောင်းမှုလို့မှတ်ထားပါဒါလေးမှတ်ပါနော်နောက်မိမိရဲ့ပြုတဲ့ကုသိုလ်အမျှပေးပါမေတ္တာပို့ပါသူတို့အင်မတန်မှနှစ်သက်ချစ်ခင်စောင့်ရှောက်ပါလိမ့်မယ်အဲ့ဒီတရားဓမ္မများကိုးကွယ်တဲ့39မင်းတွေကိုကြီးကျော်တွေမတ်နဲလေးတွေအစရှိသောပုဂ္ဂိုလ်အားလုံးဟာဘုံအနေနဲ့ခွဲရင်သူအပေဘုံသားတွေဖြစ်ပါတယ်ပြိတ္တာဘုံသားတွေပါဘာဘုံသားလဲပြိတ္တာအပေဘုံသားဟာလူတဲ့နေသလားမြင့်လားနေနေဒါကြောင့်သူတို့ဒီကိုးကွယ်ကြပုဂ္ဂိုလ်တွေမဟုတ်ပါဘူးတဏှာစရာပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေလဲဒါကြောင့်နေ့စဉ်အမျှပေးပါမေတ္တာပို့ပါဟုတ်လားဒီလိုကိုယ်တိုင်ပုံမှန်လင်းနဲ့ပြောပြခဲ့ခြင်းပါတယ်ဒါဆိုရင်ဓမ္မများအတွေ့အခေါ်လေးပြောချင်တာကစကားတစ်ခုရှိတယ်အဝင်ပစိန်ထွက်ပါတယ်မိမိအလေးတစ်ချောင်းဝင်လာဖို့အတွက်အလေးတစ်ချောင်းရလာဖို့အတွက်မိမိထံကပေါက်စိန်တစ်ချောင်းပြန်ထွက်သွားတယ်ဆိုရင်ရှုံးသလားမြတ်သလားဒါတော့တည်သားပဲဒါသိရင်ဒါကိုလည်းသိရမယ်နော်
ဒါသိဟိုကလည်းသိရလေဆိုကြဆိုဗျာအခုတချို့ကတရားတော်မှာများကလေလောကီမှာမိမိယောက်ျားယာတုတက်ခြင်းနဲ့ဟုတ်တယ်မို့လားနောက်မိမိတို့ဈေးရောင်းကောင်းခြင်းနဲ့အစုံပေါ့လေငွေတွေတိုးခြင်းနဲ့ဒီတော့နတ်ကတော်များကလာနကနာပေး၄သိန်းကိုတော့ပေးတဲ့မှာ9ရက်ဆိုရင်အဲ့ဒါယာတုတန်တက်ရောငွေတွေဝင်ရောက်ဆိုတော့ယာတုတက်ခြင်းငွေတွေဝင်ခြင်းနကနာဝက်လှုပ်ရောလှုပ်တော့ဟုတ်လားအဲ့ချိန်မှာဘုရားတရားကလုံးဝသတိမရတော့ပါဘူးနတ်မှာနတ်ကတော်တရဏံကိစ္ဆာမိဘိုးတော်တရဏံကိစ္ဆာမိဖြစ်သွားရောကာဗျာတရဏဂုံလို့ခေါ်တယ်ဟုတ်လားဘာတရဏဂုံနဲ့တရဏဂုံခုမှရှင်းလာပြီနော်ဘုရားတရားတန်ခါလဲကိုးကွယ်တယ်အဲ့ဒီမဟုတ်တယောက်တွေလည်းကိုးကွယ်တယ်နှစ်မျိုးလုံးကိုးကွယ်တယ်ဘုရားဆိုရတယ်အဲ့ဒီပုဂ္ဂိုလ်ကကာဗျာတရဏဂုံကာဗျာဗုဒ္ဓဘာသာဝင်နဲ့မှတ်ထားဗုဒ္ဓဘာသာစัจ जा ပေါ့မိမစစ်ဖမစစ်ဟုတ်လားဒီလိုလည်းမှတ်ထားအဲ့တော့ပြောမယ်နော်သေချာနာတော့ဦးဇင်းအတွေးလေးပြောခြင်းအဲ့လိုလေခင်ဗျားနဂနာတွေပြေးပြီးဗျာနတ်တွေစောစောကပြိတ္တာဘုံသားတွေကိုးကွယ်ပြီးတဲ့အေးတိုက်တဲ့ဆန်ဆိုင်ယာရုတိုင်နဲ့တက်လိမ့်မယ်ငွေတွေဝင်လာရင်လည်းဝင်လာလိမ့်မယ်ဝင်လာတယ်ပဲထားလိုက်ယာရုတက်တယ်ပဲထားလိုက်ပါကိုကတရဏဂုံအမျိုးနွမ်းခံတရဏဂုံအပြက်ခံပြီးတော့အဲ့ဒီမဟုတ်တရုပ်ပုဂ္ဂိုလ်တွေကိုးဝလက်တာနဲ့တရားဓမ္မတို့တက်လာတဲ့ယာတုရလာတဲ့ငွေဟာခင်ဗျားတို့နောက်ဘဝထင်မြန်စားရရဲ့လားမစားရပါဘူးဗျာတဘဝစားလေးမို့လားအဲ့ဒါခင်ဗျအတ္တချောင်းဝင်တာနဲ့တူတယ်ဘာဝင်တာလဲအဲ့လေးတစ်ချောင်းဝင်တာနော်ခင်ဗျားတို့ထံကနေပြီးတော့တရဏဂုံလည်းပြည့်ရောဟောစောစောကတိတရဏဂမနိယမထေရီခံစားတဲ့ကောင်းကျိုးတဲ့တူတဲ့ပေါက်စင်တဲ့အကုန်ပြန်ထွက်ပြီ60တကဘာအပဒကားပြတဲ့ကုသိုလ်ကြီးကုန်သွားပြီထွက်သွားပြီမရတော့ရှုံးသလားမြတ်သလားရှုံးသွားတာအကျင့်80တရားမဖြစ်ရမယ်ကောင်းကျိုးနဲ့တူတဲ့ပေါက်စင်ကြီးထွက်သွားပြီ85ကျင်းစัจ जा မဖြစ်ရမယ်ကောင်းကျိုးနဲ့တူတဲ့ပေါက်စင်ကြီးလည်းထွက်သွားပြီအကျင့်များစွာဘယင်ဖြစ်ရမယ်ကောင်းကျိုးနဲ့တူတဲ့ပေါက်စင်ကြီးလည်းထွက်သွားပြီလွယ်လွယ်ကူကူချင်းသာ9နှစ်သားအရွယ်နဲ့9နှစ်သမီးအရွယ်နဲ့ရဟန္တာဖြစ်မဲ့ကုသိုလ်ကြီးလည်းပေါက်စင်ကြီးလည်းထွက်သွားပြီမရှုံးဘူးလားပြည့်တဲ့တို့အေးဒီနေ့တရားမနာတဲ့အမျိုးသမီးချင်းနဲ့နောက်ပြန်ဟောကြဟုတ်လားအေးအဲ့လေးတစ်ချောင်းဝင်ပြီးတော့ပေါက်စင်ပြန်အထွက်မခံကြနဲ့ကိုရှုံးပါတယ်နော်ဒါကြောင့်ဘုရားတရားတန်ခါသာအဓိကထားကိုးကွယ်ကြအေးအဲ့လိုကိုးကွယ်ပြီးတော့တရားဓမ္မကောင်းကျိုးတွေအများကြီးရလာလိမ့်မယ်ဘာကောင်းကျိုးတွေရမှာစောစောက5မျိုးပြောခဲ့ပြီလေတရဏဂုံတီးတဲ့ပုဂ္ဂိုလ်တွေပိစကမှာဘေးဆိုးတွေကင်းတယ်ကြောက်ချင်းလန့်ချင်းလည်းပျောက်သွားတယ်နောက်ဒုက္ခမျိုးစုံလည်းကင်းလွတ်တယ်အပေဘေးကလည်းလွတ်တယ်စိတ်ရဲ့ညှဉ်းနှွမ်းမှုဓမ္မများကိုလည်းပဲပယ်ဖြောက်ပေးနိုင်တယ်လို့အကျိုး5ပါးဖွင့်မပြခဲ့ဘူးလားဖွင့်ပြခဲ့ပြီဒါကြောင့်အခုကြည့်ကောင်းကျိုးတွေဒီမှာရသွားတယ်ဒီကကောင်းကျိုးကမကုန်သေးဘူးဗျပြောအောင်မအားကြဗျယောဂီတို့တွေကိုဒကမာကြီးတွေပေါ့ဈေးဝယ်တဲ့အခါအစ်စ်မတောင်းဘူးလားအစ်စ်လိုချင်ကြတယ်အခုတရဏဂုံတည်ရင်လေစောစောကကောင်းကျိုးတွေအပြင်အစ်စ်ကောင်းကျိုး10မျိုးထပ်ရသေးတယ်နားထောင်နော်အစ်စ်ကောင်းကျိုးဘာကောင်းကျိုးအစ်စ်ရသေးတယ်ဗျာအဲ့ဒီအစ်စ်ကလိုက်ဆိုသမ်းမှာဒါအပါဒံပါဠိတော်မှာဖွင့်တာပါပဲဒီနေ့လင်္ကာလေးဦးစင်းကိုယ်တိုင်ရေးထားတယ်ဆိုကြည့်တရဏဂုံတည်သူမြားကိုလူအတူရမည်မှာအပူဇော်ခံခြင်းဉာဏ်ထက်ပြင်းအလျင်အလိုပါနှစ်သက်ချေချင်းကျွေအစင်းမယွင်းဒူလေးပါရောစောထင်ရှားစီစိန်အားမြားပြခံစားရာကဲအဓိပ္ပာယ်လေးနားထောင်ကြတရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘဝမှာတဲ့ကောင်းကျိုး10မျိုးအစစ်ရပါလိမ့်မယ်အပူဇော်ခံခြင်းဖြစ်ရဘဝမှာအများရဲ့အပူဇော်ခံရပါတယ်ဘယ်ပုံရောက်ဘယ်ပေါက်ရောက်ရောက်ဉာဏ်ထက်ပြီးဉာဏ်ကောင်းပါတယ်ဉာဏ်မကောင်းခြင်းဘူးလားအဲ့တော့တရဏဂုံသာမြဲကြတော့ဘဝစတဲ့ဉာဏ်ကောင်းလေဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်လည်းရှားတယ်ပြည့်တဲ့တို့လူပုဂ္ဂိုလ်ရဲ့အတာဒါခုယဟန်ပုဂ္ဂိုလ်မြန်မာပြည်မှာယဟန်တန်ဃာပေါင်း4 သိန်းကျော်လောက်ရှိအဲ့ဒီ4 သိန်းကျော်ထဲမှာတိပိဋက3ပုံဆောင်တဲ့မထေရယဟန်ဟာအခုမှ12ပါးပဲရှိသေးတယ်ဘယ်နှပါးရှိပြောဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်မရှားဘူးလားအဲ့ဒီတိပိဋကပုဂ္ဂိုလ်များကိုပြည့်တယ်များကြီးညိုတတ်အောင်နည်းနည်းပြောပြမယ်အခုလိုသိသွားရင်ဘိုးကြီးညိုပါတယ်ပိဋက3ပုံအောင်ဖို့အတွက်အဲ့ဒီဆရာတော်များဟာဘို့လို့2 လက်မလောက်ထူတဲ့ပေါ့
ကျန်းစာအုပ်ကြီးပေါင်း20အာကုန်ပြန်အလွတ်ပြန်ရတယ်ပေးရလည်းမထိုးအောင်အစာဆုံးပြန်အဲ့လိုအစာဆုံးပြန်နိုင်ရင်လည်းမအောင်သေးဘူးအဲ့ဒါတိပိဋကဒရလို့ပဲခေါ်တယ်ကောဝိဒမဟုတ်သေးဘူးအောင်မတတ်မသေးဘူးဒါအာကုန်ပဲပြီးသေးတယ်ရေးဖြေလာပြန်ရေးဖြေပြန်အဲ့ဒါလောက်နှစ်လက်မလောက်ထိုးတဲ့စာအုပ်ပေါင်း20ခုအကျေဖွင့်သောအထက်ကရာတီကအနုမတုယောဒနာဂန္တိနေတိယမြန်မာပြန်ဆိုင်တော့ကျမ်းပေါင်း1000နီးပါးလောက်ရှိအုပ်ရည်ပေါင်းအဲ့ဒီအုပ်ရည်ပေါင်း1000နီးပါးရဲ့အဓိပ္ပာယ်တွေကိုအဲ့ဒါနှစ်ပေါင်းများစွာအုပ်နောက်ထဲရိုက်သွင်းပြီးတော့မှတဘာသာဖြည့်အနည်းဆိုအမှတ်80ကျော်ရမှအောင်တယ်10တန်းဖြစ်သူအမှတ်40နဲ့မအောင်ဘူးလာမရှုပ်နေတော့မရဘူးလောက်ညံလေးဂုံလို့ဆိုလို့ချင်း80ကျော်90မှာဂုံလို့ရပါတယ်အဲ့လိုရေးပြေပါအောင်သွားမှတိပိဋကဒရတိပိဋကကောဝိဒဆိုဘဝတ္တစိတ်စုခုပါတယ်အဲ့ဒါမြန်မာတပြည်လုံးမှာဘယ်နှပါတယ်ဒါအဲ့ဒီပုဂ္ဂိုလ်များမှတ်ထားဘဝဆက်ဆက်ကကရဏဂုံတည်ခဲ့လို့ဘာဖြစ်ခဲ့လို့ဒါကြောင့်ဘဝဆက်တိုင်းဉာဏ်ကောင်းခြင်းဘာတည်ရမယ်ကရဏဂုံတည်ရမယ်ဒါကြောင့်အပူဇော်ခံခြင်းဉာဏ်ထက်ဖြင့်အလင်းအလိုပါတဲ့တတိယမြောက်ကောင်းကျိုးကအစီရမယ်ကောင်းကျိုးကအဲ့ဒီကရဏဂုံတည်တဲ့ပုဂ္ဂိုလ်ဖြစ်ရဘဝမှာသူ့ရဲ့အလိုကိုအားလုံးကလိုက်ရပါတယ်တဲ့နှစ်သက်ချစ်ခြင်းဖြစ်ရဘဝဘုံပုဂ္ဂိုလ်တွေကသူ့ကိုနှစ်သက်ကြတယ်ချစ်ခင်ကြတယ်၅မျိုးရှိပြီရွှေစင်းနဲ့ရွှေစင်းလိုလှပတဲ့6မျိုးကြော်စောထင်ရှားနံပါတ်9ကကြော်စောတယ်ထင်ရှားတယ်တဲ့နောက်စီးစဉ်အားများပြားခံစားရစီးစဉ်ဥစ္စာတွေလည်းပေါ်များချမ်းသာတယ်တဲ့အဲ့ဒီကောင်းကျိုး10မျိုးဟာဖြစ်ရဘဝမှာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်ရမယ်ဒါအစစ်ရမယ်ကောင်းကျိုး10မျိုးပါပဲဒါလေးတွေကိုပြည်တော်များအားလုံးအပြည့်အဝရစေခြင်းပါဒါကြောင့်တရဏဂုံကိုအပြည့်လည်းမခံကြပါနဲ့အညှို့နှွမ်းလည်းမခံကြပါနဲ့လို့လေးလေးနက်နက်တတိပေးပါတယ်နော်တတိပေးပါတယ်အဲ့တော့ဒီနေရာတော့ဦးဇင်းတို့ကပြက်ပြက်သားသားဟောနေရတော့ဒကာဓမ္မတို့ကိုဆရာ2မျိုးခွဲပြအောင်မယ်ဆရာ2မျိုးရှိတယ်မိမိတပည့်ဒကာဓမ္မတို့အားအမုန်းခံပြီးတော့ချစ်တဲ့ဆရာကတယောက်အမုန်းမခံတဲ့ဆရာကတယောက်လို့2ယောက်ရှိဦးဇင်းတို့ကိုယ်တွင်းနဲ့ရှင်ပြီးတော့ပြောမယ်ဦးဇင်းတို့ခြေပြုစာသင်သားဘဝတုန်းကဆရာ2မျိုးလုံးတွေ့ခဲ့ပါတယ်ပထမဆရာနဲ့ဒုတိယဆရာလိုပဲမှတ်ကြပါစို့ပထမဆရာကတပည့်တွေပေါ်အမုန်းခံပြီးတော့မချစ်ပါဘူးသူစာသင်တယ်ဦးဇင်းတို့စာသွားတက်တယ်ငိုက်နေလဲဘာမှမပြောဘူးအိပ်ပျော်နေလဲဘာမှမပြောသူ့စာသူချပြီးရင်ထသွားတာစာမရလည်းမပြောဘူးရလည်းမပြောဘူးအဲ့ဒါကိုငယ်ငယ်ကတော့ဦးဇင်းတို့ဟာအဲ့ဒီဆရာပထမဆရာကိုသိချစ်ကြတယ်ဟာဆရာငါတို့ငေါလည်းမငေါဘူးကြိုက်လည်းမကြိုက်ဘာမှပြောဘူးကွာဆိုပြီးတော့တော်ချစ်ဆရာကောင်းတယ်လို့ထင်မိတယ်ဒုတိယဆရာကအဲ့လိုမဟုတ်ဘူးစတဲ့တော့ငိုက်နေခေါင်းခောက်တာပဲဆရာကငိုက်ရအောင်နေမကောင်းဘူးဆိုပြီးတော့အကြောင်းပြစာမတက်ချင်မရဘူးသွားခေါ်အဲ့ဒါစောင်းကြီးခြုံပေးပြီးတော့စာချက်တဲ့နေရာမှာထိုင်ပြီးတော့နားထောင်ခိုင်းတယ်စာနောက်ကြမှာဆိုလို့အဲ့ဒီဆရာကတော့အရင်တော့မုန်းမိတယ်နေရာတကာပါတယ်ဖြားတာတော့မှကောင်းကောင်းမနေရဘူးဆိုပြီးတော့ဦးဇင်းတို့အသက်ကြီးလာတော့ရင်းကျက်လာတော့ဟောဒုတိယအမုန်းခံတဲ့ဒုတိယဆရာကဒါအမုန်းခံချစ်တာလို့ခေါ်တယ်ဘယ်လိုခေါ်ပါလဲတပည့်တွေရဲ့အမုန်းကိုခံယူတော့ချစ်လိုက်တာတပည့်တွေငါမုန်းရင်မုန်းမစီသူတို့ပညာတတ်ဖို့လူယုံဖြစ်ဖို့အရေးကြီးတယ်ဆိုပြီးတော့အမုန်းခံပြီးတော့ချစ်ကြတာပါပထမဆရာကအမုန်းမခံဘူးသူကသူ့ဘောင်တက်တယ်မတက်တယ်ငါမဘုံပြီးရောလို့ထားလိုက်တာအခုလဲဒကာဓမ္မတို့ခုဒကမာကြီးတွေပေါ့ကိုယ်ကံမှုတွေမှားပြီးတော့တရဏဂုံရဲ့ကောင်းကျိုးတွေအပြည့်အဝမရမှာဆိုလို့ဦးဇင်းတို့ကအခုကြည်စံပွင့်ပွင့်လင်းလင်းနဲ့မဆုံးပါဘူးလားအဲ့တော့ဒကာဓမ္မများအသိဉာဏ်မကြည့်ရင်မှဦးဇင်းကိုမုန်းရင်မုန်းကြပါလိမ့်မယ်ဟုတ်လားအေးအသိဉာဏ်ကြီးတဲ့အချိန်ကျဦးဇင်းကိုပဲချစ်လာလိမ့်မယ်ပြီးတော့ဒီညမှာမန္တလေးကျောင်းဆရာတော်ဟာနော်ငါတို့အပေါ်ကိုအမောခံပြီးတော့ချစ်တာပါလားလို့ဒါဒကာဓမ္မတို့အသိဉာဏ်ကြီးလာတဲ့အချိန်မှာနားလည်လာလိမ့်မယ်အဲ့တော့ပြောချင်တာဒီလိုတရားကဘုန်းကြီးကတော့ဟောမှာမဟုတ်ဘူးမုန်းမှာကြောက်လို့ဟုတ်လားဦးဇင်းတို့ကမကြောက်ဘူးဒကာဓမ္မတို့အကျိုးရရင်ပြီးရောကိုယ်ဘလောက်မုန်းဆုံးမပုတ်နေလဲနေဟုတ်လားတပိတ်ရှိတဲ့ဆုံးခံစားအဲ့တော့အမုန်းခံချစ်တဲ့ဆရာလို့သိစေချင်ပါတယ်ဒီတော့ဒါဆိုရင်ဆက်ပြီးတော့အမုန်းခံကြပါစို့ဟုတ်လားအဲ့တော့ဆက်ပြီးတော့အမုန်းခံဟောမယ်တရားကတော့ဒကာဓမ္မတို့ကြီးတကယ်ဖြစ်ရတဲ့ခုပါပဲကြိုတင်ပြီးတော့မေတ္တာရက်ခံထားခြင်းကအခုပြောမဲ့ဇလန်းဟာအင်မတန်မှအံ့ဩစရာတွေစမ်းကြယ်တာတွေပါလာလိမ့်မယ်
ဒီလိုပါဠိခါမှာဟာမန္တလေးကျောင်းဆရာတော်ကငါတို့တရားတော်မတွေကိုပုံမြင်တန်တာကြီးတစ်ပုဒ်ကိုစိတ်ဝင်စားအောင်ပြောသွားတာပဲလို့မထင်မှတ်စေချင်ပါဘူးတကယ်ဖြစ်ရကိုပြောမှာပါဒီဖြစ်ရကိုမှတ်တမ်းတင်ခဲ့တဲ့ပုဂ္ဂိုလ်ဟာမြန်မာလူမျိုးဗုဒ္ဓဘာသာတရားမဟုတ်ပါဘူးအင်္ဂလိပ်လူမျိုးခရစ်ယာန်ဘာသာဝင်တရားဖြစ်ပါတယ်သူ့ရဲ့နာမည်ကို G.E. Harvey လို့ခေါ်ပါတယ်အဲ့ဒီ G.E. Harvey အင်္ဂလိပ်ဆရာတယောက်ကမြန်မာသမိုင်းအကျဉ်းကျမ်းမှာအခုဦးဇင်းဟောမယ့်အကြောင်းအရာကိုအင်္ဂလိပ်လိုထည့်ရေးခဲ့ပါတယ်ဒါတရားပြောပုံကဒါမြန်မာပြန်ပြီးတော့စာအုပ်တွေထွက်လာတယ်ဒါတွေကိုသင်သိရလို့တတိယနှုတ်ပြီးတော့ပြန်ဟောပေးမှာဖြစ်တယ်အဲ့တော့ခုနှစ်တက္ကရာပြင် AD 1043ခုနှစ်ဝန်းကျင်တုန်းကရန်ကုန်တို့ပဲခူးတို့ဆိုတာမရှိသေးဘူးမိုးပြင်းနယ်လို့လည်းမရှိသေးဘူးအဲ့တော့မိုးပြင်းနယ်ရောရန်ကုန်ပဲခူးရောဒီဒေသအားလုံးကိုဟန္တာဝတီနေပြည်တော်လို့ခေါ်တယ်ဘယ်လိုခေါ်လဲဟန္တာဝတီနေပြည်တော်မွန်လူမျိုးတွေကြီးပဲနေကြပါတယ်ဗုဒ္ဓဘာသာတွေပဲအုပ်ချုပ်တဲ့ဘုရင်ကြီးကတိတ်တာလို့ခေါ်တယ်ဖြစ်ရင်တော့ကျန်တဲ့ဘုရင်နဲ့တကွတန်းသူပြည်သားအလုံးဗုဒ္ဓဘာသာဖြစ်တော်လဲပဲဘုရင်ဘေးမှာအနိကခါသားတဲ့မူဟိမတ်ယာသေနာပတိတွေကတော့ဗျမနဘာသာဝင်တွေဖြစ်နေတယ်ဘာသာတူရဲ့လားသူတို့ကဗျမာကိုကွယ်ဒီတော့သူတို့ဘာသာကိုဘုရင်ကြီးကိုနေ့စဉ်ဆွဲဆောင်နေအရှင်မင်းကြီးတို့ဗုဒ္ဓဘာသာကဆင်းလူတော်တွေကပြည့်တည်မရှိဘူးဗုဒ္ဓဘုရားဆိုတာပရိသေမဆန်သွားပြီသေသွားပြီသေပြီးသားပုဂ္ဂိုလ်ရဲ့ရုပ်ထုဆိုတော့ဒါအာသုဘရုပ်ထုကြီးပဲဓာတ်ကိုယ်ကိုယ်လို့အကျိုးမရှိပါဘူးကျွန်တော်မျိုးတို့ကိုယ်ကိုယ်တဲ့ဗျမာနဘာသာဗျမာကိုယ်ကိုယ်ဗျမာကအခုတက်ရှိသင်ကြရှိတယ်ဒီတော့အဝိညာဏကအသက်မရှိတဲ့ဗုဒ္ဓအယုတ်ပွားကြီးကိုယ်ကိုယ်မှာအစားအသက်ရှိတဲ့ဗျမာကိုယ်ကိုယ်သမ်းမှာအကျိုးတွေဘယ်သို့ဘယ်ညာရတဲ့နေတိုင်းစီယုံပါစီယုံတော့ရဲကြလာတဲ့အခါမှာသိတာမင်းကြီးပါသွားတယ်ဗျာဘာဖြစ်သွားလဲပါသွားပြီဗုဒ္ဓဘာသာစွန့်လိုက်ပြီဗျမနဘာသာဝင်သွားတယ်သူလည်းဗျမနဘာသာဝင်ရောတပြည်လုံးဒုက္ခရောက်ပြီဥပဒေပြေထုတ်တယ်ယနေ့အစခန္ဓာတပြည်လုံးဘယ်သူမှဗုဒ္ဓဘာသာမကိုးကွယ်ရဗုဒ္ဓဆင်းရဲတော်တွေကိုမီးရှို့ပြရမယ်ရေမြော့ပြရမယ်တောတဲ့စွန့်ပြကြရမယ်လိုက်ရှာလို့ဗုဒ္ဓဆင်းရဲတော်တွေ့ရင်မသိမချင်းဆင်နှင်းပြီးတော့တတ်စေလို့အမိန့်တော်ချမှတ်လိုက်တယ်ဒီတော့ဒီနေရာမှာစောစောကဒီတရားရဲ့အမည်လေးကိုဒီမှာရှင်းရအောင်မိယောဖလာဗုဒ္ဓဘာသာဝင်နဲ့တကယ်ဗုဒ္ဓဘာသာဝင်ပါတယ်တော့အဲ့ဒီနှစ်မျိုးဘယ်လိုထူးခြားတယ်လဲနားထောင်မိယောဖလာဗုဒ္ဓဘာသာဝင်ဆိုတာမိမိရဲ့ဘိုးတွေဘွားတွေအဖေတွေမိတွေဗုဒ္ဓဘာသာဝင်လို့မိမိလည်းဗုဒ္ဓဘာသာဝင်လိုက်တာဖယားတရားတန်ခါကြောင့်နာခံလုံးမသိသိလဲမသိခြင်းဘူးအခုလို့ဘုရားတရားတန်ခါကြောင့်ဟောတဲ့တရားဝဲလုံးဝမနာဘူးဒီနေ့တခါကြီးတွေပူဆိုးတယ်တခါတည်းတရားနာသိပြင်းတာမနာကြဘူးတခါဘုရားတရားတန်ခါပတ်တဲ့စာအုပ်တွေလုံးဝမဖတ်ဘူးဘာသာရေးစာအုပ်တို့တိုင်းကိုမကြည့်ဘူးဘုန်းကြီးလည်းမစိကမမေးမြန်းဘူးတယောက်တော့ဘာမှမသိဘူးပေါ့အဲ့လိုဘာမှမသိဘဲနဲ့ဗုဒ္ဓဘာသာဖြစ်လာတဲ့ပုဂ္ဂိုလ်မျိုးကိုတော့မှတ်လိုက်ပေါ့အဲ့ဒါနိယောဖလာဗုဒ္ဓဘာသာဘာဗုဒ္ဓဘာသာနိယောဖလာဗုဒ္ဓဘာသာတကယ်ဗုဒ္ဓဘာသာကဘာလဲတကယ်ဗုဒ္ဓဘာသာဆိုတာကဟိုငါကအဖိုးအဖွားအဖေမေဗုဒ္ဓဘာသာဖြစ်လို့ဗုဒ္ဓဘာသာဖြစ်တယ်ဆိုရင်ဒါတဘောမကြောက်လောကမှာဈေးထဲသွားပြီးတော့200-300ပေးရတယ်တောက်ရီကိုတလုံးဝယ်ရင်တောင်မှစစ်ဆေးပြီးတော့ဝယ်ရတယ်မစစ်ဆေးဘူးလားအကွဲမြန်ပါသလားဟဲ့အပေါင်မြန်ပါသလားဟဲ့ခောက်ကြည့်တယ်ကြည့်ရတယ်ရေထက်ကြည့်တယ်ကြည့်ရတယ်အဲ့ဒါဟာ200-300တန်ဖိုးရှိတဲ့အိုးလေးတစ်လုံးဝယ်တာဒီတော့200-300တန်ဖိုးရှိတဲ့အိုးလေးတစ်လုံးဝယ်တာတောင်မှစစ်ဆေးမင်းမြန်းပြီးတော့တန်တရာတစ်လျှောက်အားကိုးရှာတဲ့ဘာသာကိုတော့ငါစစ်ဆေးပြီးမှကိုးကွယ်မယ်တကယ်ဘုရားဘာသာအဲ့ဒီစိတ်မျိုးရှိတယ်ဒါကြောင့်သူကရမ်းမကိုးကွယ်ပါဘူးဒါကြောင့်တရားပွဲတွေဆိုသူလိုက်နာကြည့်တယ်လေ့လာဘာသာရေးစာဆိုလည်းအရာတစ်လောက်ချင်းယူပြီးတော့ဖတ်ကြည့်တယ်လေ့လာမသိတာမသိလားရဟန်းတန်ခါမြောက်မေးတယ်မြင်တယ်ဒီတော့တကယ်သိသွားတယ်အဲ့ဒီမှာဒီနှလုံးသားလက်လက်တကယ်ကြည်ယူသွားတယ်တဏှာသုံးပါးကိုအဲ့ဒါတကယ်ဗုဒ္ဓဘာသာဝင်ပါပါလိမ့်ဟောမေယောဗလာဗုဒ္ဓဘာသာနဲ့တကယ်ဗုဒ္ဓဘာသာကွဲသွားပြီလားအဲ့ဒါလိုခွဲခြင်းမြန်မာပြည်မှာပြည်တံများကြီးဘယ်ဟာတွေအများတော့
ဒါတွေများတယ်နော်ဒါကြောင့်ဒီနေ့တရားဟာအရေးကြီးဆုံးတရားပါဗျာဒီတော့တာမန်ချိန်မှာတော့နိယောဗလာဗုဒ္ဓဘာသာတကယ်ဗုဒ္ဓဘာသာအတူတူပါပဲဘုရားသွားကြောင်းတဲ့သားရှင်ပြုရှိတာပါပဲအားလုံးဘယ်လိုချိန်မှာကွဲပြားသွားတယ်လဲဆိုရင်ဘာသာခြားတဲ့အိမ်အောင်ကြရင်ကွဲပြားသွားပြီနိယောဗလာဗုဒ္ဓဘာသာငကိုတဲ့ရတနာသုံးပါးကြောင့်ဘာမှမသိတော့ဘာမှတန်ဖိုးမထားဘူးဒီတော့ဘာသာခြားနောက်ပါပြီးတော့ဗုဒ္ဓဘာသာစွန့်သွားတယ်တကယ်ဗုဒ္ဓဘာသာကဘယ်တော့မှမစွန့်ဘူးအဲ့လိုမှတ်လိုက်ပါတခါတခြားဘာသာကနေပြီးတော့ယောက်ျားဆိုမိန်းမပြပြီးတော့ဆွဲဆောင်မိန်းမဆိုရင်ယောက်ျားပြပြီးတော့ဆွဲဆောင်စီစဉ်ဥစ္စာအာနာယာရုတွေနဲ့ဆွဲဆောင်အဲ့လိုဆွဲဆောင်တဲ့အခါမှာမိယုဗလာဗုဒ္ဓဘာသာကကောက်ကောက်ပါအောင်ပါသွားတယ်တကယ်ဗုဒ္ဓဘာသာကမပါဘူးအဲ့ဒါလိုထူကြတယ်အဲ့တော့ယနေ့တရားဟာတကယ်ဗုဒ္ဓဘာသာကျင့်စဉ်ကိုဟောတဲ့တရားလို့သိကြသမှာတကယ်ဗုဒ္ဓဘာသာဖြစ်အောင်ဟောနေတဲ့တရားဒီတော့ဒေသများကိုယ်တိုင်အဖြေပေးကြစမ်းပါဒေသပင်ကြီးသည်သူ့ရဲ့မူရင်းမရဒေနာမတိတွေဆွဲဆောင်တဲ့အခါမှာဗုဒ္ဓဘာသာစွန့်ပြီးတော့ယမနဘာသာဝင်သွားတယ်ဆိုတော့ဒေသပင်ကြီးသည်နိယောဗလာဗုဒ္ဓဘာသာလားတကယ်ဗုဒ္ဓဘာသာလားအမှန်ပဲဒါကြောင့်သူကစွန့်သွားတာသူသည်ဗုဒ္ဓဘာသာသာကိုယ်ကိုယ်ရယတနာသုံးပါးကြောင့်နာခံတယ်လို့မသိဘူးဒါကြောင့်စွန့်လိုက်တာအဲ့တော့ကြီးတိုင်းပြည်အမိထုတ်ဘယ်သူမှမကိုယ်ကိုယ်ရဆိုတာအဲ့ဒီသားအားလုံးလဲကြောက်လန့်ပြီးတော့တချို့လဲဆင်းလို့မီးရှို့ပြရတချို့လဲရေထဲမျောကြတချို့လဲတောထဲသွားစွန့်ကြအဲ့ဒီအချိန်မှာတကယ်ဗုဒ္ဓဘာသာတရားခန္ဓာကိုယ်ပြီးတော့မှရှိနေပါတယ်သူ့ရဲ့အမိကတလထောတဲ့ဘယ်သူတဲ့သူကတကယ်ဗုဒ္ဓဘာသာကံကံရုပ်ကိုယုံကြည်ပြီးသားခရမ်းတရားတန်ခါရဲ့တခုအနုဘောကိုလက်ခံပြီးသားဒီတော့သူ့ရဲ့မိဘတွေကအိမ်မှာကိုယ်ကိုယ်တဲ့ဆင်းတော်ကြီးလဲသွားဆုံးမယ်လို့သူကယူထားလိုက်တယ်အဖေနဲ့အမေပေးအဖေနဲ့အမေမကိုယ်ကိုယ်ရင်နေသမီးကိုယ်ကိုယ်မယ်တလထောတဲ့မြန်မာလူတရားသခင်မအတိပဲရအမေပြတာသမီးမကိုယ်ကိုယ်နဲ့ဒေသဘင်းကြီးကဆင်းနေပြီးတော့တတ်မယ်လို့ပြောတယ်အမေနဲ့အဖေသမီးကဖယားတရားတန်ခါကိုယ်ကိုယ်လို့တတ်ရင်ဆဲကားပြန်တည်ရဲ့ဖယားတရားတန်ခါကိုယ်ကိုယ်တာဟာကုသိုလ်တရားဖြစ်ပါတယ်အမေနဲ့အဖေကုသိုလ်တရားဟာကောင်းကျိုးပဲပေးပါတယ်ဘယ်တော့မှမကောင်းကျိုးမပေးပါဘူးအဲ့တော့အမေနဲ့အဖေလည်းညီပါညီကိုယ်ကငါတို့နဲ့မဆိုင်ဘူးဆိုပြီးတော့မသိကြအောင်ဆောင်းလိုက်ကြတယ်ပေါ့အဲ့တော့သူခန်းထဲမှာတင်မယ်ဗုဒ္ဓရုပ်ကတော့ကိုယ်ကိုယ်ထားတယ်ဒီတော့ဟန်တာဝတိတပီလုံးမှာဗုဒ္ဓဘာသာကိုယ်ကိုယ်တာဆိုလို့တရားတော်တရားပဲရှိတော့ဘယ်သူမှဗုဒ္ဓဘာသာမရှိတော့ဒီနေ့သူ့ရဲ့မိတ်ဆွေမများနဲ့အတူတူမြေထဲသွားရေးချိုးတော့ဟိုမြင့်ညာကနေပြီးတော့ဗုဒ္ဓဆင်းလို့တော့ရှေ့ဆူဒါတက်သားဆင်းလို့ရွှေချတဲ့ဆင်းလို့တွေမျောလာတယ်ခုလိုပဲကြောက်လို့မျောလာတဲ့ဟာတွေပေါ့သူကလိုက်ဆဲတယ်တကယ်ချင်းမကြီးလည်းဆယ်ကားဆဲပေးကြပါတကယ်ချင်းမကြီးကတားတယ်တလားတော့မဆယ်နဲ့ဒေသပင်ကြီးကဆင်းနဲ့တတ်မတယ်ဘုရားမကိုကိုရဘူးလို့ပြောတယ်တပ်ပစီနင်တို့မတတ်မခံအောင်ငါတတ်ခံမှာငါကဘုရားတရားသံဃာလို့ကိုကိုတတ်ရင်တပ်ပစီငါအသေးခံရတယ်ခုတရားနာတဲ့ယောဂီများအဲ့လိုစိတ်မျိုးရှိကြစေခြင်းနဲ့နော်ရှိကြစေခြင်းနဲ့မှတ်ထားတန်ရုပ်ပါဠိတော်မှာသောတာပန်ရဲ့အင်္ဂါ၄ချက်ထဲမှာဘုရားတရားသံဃာသီလ၄ချက်ပါတယ်ဒီအရှင်အာနန္ဒာကမြတ်စွာဘုရားကိုလူတွေတည်တဲ့သောတာမေးတယ်မြတ်စွာဘုရားဘယ်ရက်ကောကဘယ်တက္ကမကြီးတည်သွားတယ်ဘုရား तू ကတရားဘယ်ဆင်းရှိပြီးတော့ဘယ်ကုံရောက်တယ်လဲဘုရားဘုရားဟာ तू ကသောတာပန်ကုသိုလ်နတ်ပြည်မှာဘယ်ရတော့ဘယ်ယဟန်ယန္နမှုတယ်ဘုရား तू ကဘယ်စင်နဲ့ဘယ်ပုံတော် तू တော့အနာဂတ်ကုသိုလ်မြင်မှာပဲအခုဘုရားဖြေရကြားတော့ပြည်တယ်မြတ်လူတွေကစက်တိုက်သိနေကြတာနဲမှမနေပဲနဲ့ဒီတော့မြတ်စွာဘုရားဖြေဖို့အချိန်မရတော့ဒါနဲ့အာနန္ဒာကိုပြောတယ်အာနန္ဒာမင်းအဲ့လိုလာမေးတဲ့ငါဖြေနေအချိန်မရှိတော့ဘူးဒီတော့မင်းကိုယ်တိုင်လူတယောက်သေပြီးရင်ဘာအချိန်တန်းလဲဘယ်ပုံလဲသိအောင်ငါဓမ္မဒါတာတဲ့ဗါတဲ့တော့ဓမ္မဒါတာတရားမှန်တခုမင်းငါပေးခဲ့မယ်မင်းအဲ့၄ချက်နဲ့တိုက်ကြည့်ကွာတဲ့မှတ်တာဟိတယ်အာနန္ဒာတဲ့သောတာပန်အစဉ်တန်းရှိတဲ့သောတာပန်လို့ပြောတဲ့ပုဂ္ဂိုလ်ဟာအင်္ဂါ၄ချက်နဲ့ညီတယ်တဲ့ဘုရားတရားသံဃာ၅ပါးသီလအဲ့ဒီ၄ချက်ကိုအသက်နဲ့လည်းယုံကြည်အဲ့ပုဂ္ဂိုလ်သောတာပန်လို့မှန်ဘာလို့မှန်အဲ့လိုဘုရားတရားသံဃာနဲ့၅ပါးသီလကိုအသက်နဲ့လည်းယုံကြည်တဲ့ပုဂ္ဂိုလ်ဟာဌာနရှိရင်ဒါဘုရားကိုယ်တိုင်တိုင်ဥပါလိတော်မှာဟောတာပါပြောချင်တဲ့ဌာနရှိရင်ပြောလိုက်စမ်းပါတဲ့ငါဟာသောတာပန်ငါသိရင်ဘယ်တော့မှအပေမကြဘူးလို့ရဲရဲဝင်ပြောလိုက်ပါဘယ်တော့မှအပေမကြဘူးတခြားဓာတ်တွေ
ပရမတ်ရုပ်ဉာဏ်နဲ့မသိနေအောင်ဖရာတရားတန်ခါသီလဒီလေးချက်ညီရင်ဘာလို့ခေါ်လဲသောတာပန်ဒါဖရာပေးတဲ့အာမခံချက်အဲ့ဒါတော့အကျိုးကြီးပါတယ်ပြည့်တဲ့သူဖရာတရားတန်ခါကိုယ်ကိုရတဲ့အကျိုးနော်အခုကြည့်တလတော်လေးကအဲ့ဒီလိုသောတာပန်အင်္ဂါစုံနေသူကဒီတော့သူဒီမကြောက်ဘူးပေါ့ဗျာတခါတည်းအကုန်ဆဲနောက်ရေတွေတက်ပဲပြီးတော့အိမ်နဲ့ပင့်ကိုးွယ်တယ်အဲ့ချိန်မှာတင်သူဘယင်းရဲ့အထောက်တော်များကတရင်ပြီးတော့သိသွားတော့ခါတည်းသောတာတလတော်လာဖမ်းရောလာဖမ်းလည်းမကြောက်ပါဘူးတရဏဂုံနဲ့သေမယ်တဲ့ဘာနဲ့သေမှာလဲလိုက်သွားတယ်ဗျာမျက်နှာလေးကိုရှင်လာတစ်ချက်မညှို့သေပါစီတဲ့ငါတရဏဂုံနဲ့သေမှာမေတ္တာပို့သွားသေးတယ်ငါ့ကိုတတ်မဲ့ဆင်းကြီးရောငါ့ကိုတတ်ခိုင်းတဲ့ဘယင်းကြီးရောစိတ်ချမ်းသာကိုချမ်းသာပါစေလို့မေတ္တာတစ်ချိန်ပို့လိုက်ဘောဓံတရဏံကိသာမိဓမ္မတရဏံကိသာမိသံဃာတရဏံကိသာမတရဏကိုဆောက်တည်လိုက်မေတ္တာတရဏဂုံနဲ့နှစ်ခုပွားရင်းနဲ့ပါတော့အဲ့ဒီနေရာမှာအခုခေတ်ပုဂ္ဂိုလ်များမကြားဘူးတော့ဆင်နဲ့တက်တဲ့နေနဲ့ပြောပြပါမယ်ဒါကစာဖိုင်တော့မကြားဘူးခုခေတ်မှာတော့မရှိတော့ဘူးအရင်တော့ဗကံခေတ်မှာဦးစင်းဥဇနာမင်းလက်ထက်မှာဆင်နဲ့တက်ပုံတစ်ခုဖတ်လိုက်ရပါတယ်ဥဇနာမင်းရဲ့သားတော်သီဟသူကသားကြီးနရတရားပရိကသားငယ်အတရားသူကသားကြီးကအိရှင်မင်းသားဘဝတုန်းကရာဇသင်္ညာဆိုတဲ့အမတ်ကြီးကဘင်းကိုခါစားနေတဲ့အချိန်မှာသူကဒီတရားသူကလမ်းပြတ်သွားတဲ့အခါမှာရာဇသင်္ညာအမတ်ကြီးရဲ့လက်ပေါ့ဗျာလက်မှာဝတ်ထားတဲ့အင်ကြီးသားရဲ့ဘေးနဲ့ကျနေတော့မင်းသားလာတာမမြင်တော့ဖယ်မပေးမိအဲ့ဒါဖယ်မပေးရကောင်းလားဆိုပြီးတော့တရားသူကသူ့ရဲ့ဖိုးလောက်ရှိတဲ့ရာဇသင်္ညာအမတ်ကြီးရဲ့လက်ပေါ်ကိုအင်ကြီးလက်ပေါ်ကိုကွန်ဒိုတွေထွေးချပလိုက်စော်ကားတာလို့ခေါ်ပါတယ်မာနပေါ့ဗျာဒီအဲ့ဒီမာနသူ့ကိုအသေးဆုံးနဲ့တရားတတ်လိုက်ရာဇသင်္ညာကရန်ညိုးဖွဲ့ဒီစံဒီမင်းသားအိရှင်မင်းသားရှိတယ်ငါစော်ကားတယ်အေးဒင်းတစ်ချိန်တော့သိရမယ်နောက်တရားသူလည်းနန်းတက်ရောကျန်တဲ့တက်တွေသူကစီးယုံပြီးတော့သူ့ကိုကွန်ဒိုထုတ်တဲ့အင်ကြီးထုတ်ပြတွေ့လားတဲ့ဒီဟာသူပါအိရှင်မင်းသားလက်ထက်ကငါလို့သူ့ဖိုးတော်ရှိတဲ့အမကြီးဟူတောင်းမှသူဟာကွန်ဒိုနဲ့ထွေးပြီးတော့စော်ကားတယ်မင်းတို့ဆိုကိုးစော်ကားမှဒီတော့သူ့ကိုတိုက်ကြဆိုအားလုံးကသဘောတူပါတယ်အဲ့မှာတဲ့ဒီဟာသူကိုတော်ထဲမှာဆင်းလူပေါ်နေတယ်ဆိုလင်းခေါ်လိုက်တော့သူလာတော့အဲ့မှာနဲ့အသာလေးဖမ်းပြီးတော့ဆင်းနဲ့တက်ခန်းလိုက်ပါတယ်လေးကျင်တဲ့ဆင်းကဘလူတတ်တယ်လဲဆိုရင်အဲ့ဒီဒီဟာသူကိုအခန်းထဲမှာလှက်ပတ်ပြည့်နေတဲ့ဒီဟာသူတခါတဲ့နှာမောင်းနဲ့ပတ်ပြီးတော့ဖမ်းလိုက်တယ်ပြီးတဲ့အခါမှာမြေပြင်မှာပက်လက်လန်ပြီးတော့ချလိုက်ပါတယ်ချပြီးတဲ့အခါမှာမလုံနိုင်အောင်လက်ကလေးနဲ့အသာလေးဖိထားတယ်မတက်ဘူးသူကတန့်နင်းသေးလက်တက်လိုက်လို့ရှိရင်ပေမဲ့ပုဂ္ဂိုလ်ဟာဆင်းရဲတဲ့ဝေဒနာကိုခဏလေးခံစားမှစိုးလို့ချက်ချင်းမတက်ရအောင်သိအောင်မနှင်းရအောင်ခဏလေးပဲဖိထားတယ်မလုံနိုင်အောင်လေးပေါ့ပြီးတော့ရက်ကန်နဲ့အော်ဟစ်နေတဲ့ဒီဟာသူရဲ့လက်တွေချီတို့တစ်ချောင်းကြီးနှံပေါင်းနဲ့ပတ်ဖြုတ်ပလိုက်ဘလောက်နားလိုက်မလဲလို့အရက်ဆက်ဆုံးတန်ပြီးပါပဲလက်တွေချီတွေလေးဘက်လုံးကုန်းမှာခေါင်းမှာဖြုတ်ပလိုက်ပြီးမှကြည်အောင်နှင်းပလိုက်တာဆင်းရဲတန်ဒီခုတလတော့အဲ့ဒီတိုင်းတတ်မှာပါရောက်ပြီတဲ့ဘယင်းနဲ့တကွဆိုတော့ဘာသာကြအမတ်တွေကဝမ်းသာအားရဝမ်းကြည့်နေကြတယ်ပေါ့ဆင်းကြီးခေါ်လာဒီချိန်မှာတလထော်ရဲ့နောက်မှာအားကိုးစရာဆိုလို့ဒေသနာ၃ပါးပဲရှိပါတယ်တလထော်ကတော့လေဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတရဏဂုံပဲဆောက်တယ်အနားလည်းရောက်ရောဗျာဆင်းကြီးခါတဲ့ကြည်ကင်းနဲ့အော်ရက်ပြီးတော့ထွက်ပြေးတာလားကုန်လာတော့ကဲဆင်းနေရဲ့လားတခြားစွမ်းလားတရဏဂုံရဲ့အစွမ်းလားတရဏဂုံရဲ့စွမ်းဘင်းကမသိဘူးမင်းတို့ဆင်းရတာလူမြင်ကြောက်လို့နေမှာဟဲ့ကောင်နေအဲ့ဒီကောင်မကိုဖြာနေဖုံးလိုက်စမ်းဖြာနေဖုံးပြီးတော့နောက်တစ်ကောင်ခေါ်ခဲ့နောက်တစ်ကောင်လာတယ်တရဏဂုံဆောက်တီးပွားများနေတဲ့တလတော်နဲ့လည်းရရောဆင်းရလှဲ့ပြေးပြန်နေနင်းရဲ့လားပြေးပြန်ပြီတခြားစွမ်းလားတရဏဂုံရဲ့စွမ်းလားဇောင်းတွေကလူတက်ဖို့တင်ထားတဲ့ဆင်းနဲ့အကုန်ကုန်တော့မနေရဘယင်ရောအမတ်တွေချွေးတွေပြန်ကုန်တယ်ဟာတက်လို့မရပါလားအမတ်တွေကဒီကောင်မှမသေးလို့မဖြစ်ဘူးဒီကောင်မှမသိရင်ဗုဒ္ဓဘာသာတွေပြန်ပြီးတော့ဗုဒ္ဓဘာသာဖြစ်ကုန်လိမ့်မယ်ဒီတော့ငါတို့ဘယင်ကိုလာတန်ဒီပြောင်းတက်ခိုင်းကြစို့ဘယင်ထိုင်ရောက်အရှင်မင်းကြီးဒီတလတော်ဟာစုံးမဖြစ်ပါလိမ့်မယ်ရှင်မင်းကြီးစုံးမများအရှင်မင်းကြီးဒီလိုတက်လို့မရပါဘူးမိရှုတက်ရပါတယ်ဟောသွားလို့ပြန်အောင်ဒီကဆိုမိရှုတက်စီတခါတည်းချင်းဘုံကြီးပြင်းမီးတွေတောက်လောင်အောင်ရှုမီးတွေလည်းအားကောင်းကြရောတရဏဂုံပွားများနေတဲ့ဆောက်တည်နေတဲ့တလတော်ကိုမိဘုံပေါ်တင်လိုက်ကြသည်မိဘုံပေါ်လည်းရောက်မိတွေအကုန်ငြိမ်တလတော်ရဲ့အသားရည်အသာထားမွေးကြီးတမိန်လောင်မီးမလောင်တခြားအစွမ်းလားတရဏဂုံရဲ့အစွမ်းလားတ
ဘင်းရမသေးဟာမင်းတို့ကောင်းနေတာမီးအားမကောက်လို့နောက်လာထပ်ပြီးတော့ဒီချက်ညာအောင်အားကောင်းမီးတွေဖိုးစမ်းလူတွေအချင်းမီးတွေဖိုးကြမီးတွေအားကောင်းလက်ထောက်သွားပြီးတော့တင်းမီးတွေငိမ့်ပြန်တယ်သုံးချိန်တောင်ငိမ့်တော့သူတို့လက်လျှော့ရပြန်ဟာဒီကောင်မမီးနဲ့လည်းမသေးပါလားမသေးလို့မဖြစ်ဘူးတေအောင်တတ်လိမ့်မယ်အဲသူမြေမြုပ်တတ်ကြစို့မြေချင်းကြီးတူအတွင်းနဲ့ဒလထော်ချမြေတွေဖို့ကန်ကြီးကြတော့မှဘယင်ကဒလထော်ကိုအခွင့်အရေးတခုပေးတယ်ကျင်းတဲ့ခန်းနဲ့လာရက်ပြီးတော့သူလည်းအံ့ဩနေပြီလေဘယင်ကိုယ်တိုင်လေဒလထော်တဲ့ဟောဒီဟန်တော်တပြည်လုံးမှာဗုဒ္ဓဘာသာပုဂ္ဂိုလ်တွေနင်ပြွယ်ရှိတော်တယ်အကုန်လုံးဗျမနဘာသာဝင်တွေဖြစ်ကုန်ပြီနင်တော်ကောင်းမာတာပဲအဲ့တော့နင်တို့အားကိုးတဲ့ဗုဒ္ဓဆင်းတွေဘယ်လောက်စွမ်းတော့ငါသိကျင်တယ်ဒီလိုလို့ဟေးမှာခုဗုဒ္ဓဆင်းတော်ရှစ်ဆူရှိတယ်လို့ငါကြားတယ်အဲ့ဒီဆင်းတော်တွေကိုသင်ကောင်းဝင်ရနေပြီးတော့ငါနန်းတော်တွေကြွလာအောင်သင်ပင့်ပေးနိုင်မလားအဲ့လိုပင့်ပေးနိုင်ရင်သင်ကိုသေပေးကလည်းလွတ်မယ်ငါနဲ့တကွတိုင်းပြည်ပြည်သားအားလုံးဗုဒ္ဓဘာသာပြန်ကိုးကွယ်မယ်ဆိုတော့ဒလထောကရဲရဲဝံ့မော့ကြည့်ပြီးတော့အရှင်မင်းကြီးမင်းမာသစ္စာလူမာဂတိအရှင်မင်းကြီးရဲ့သစ္စာသာတီးပါစေကျွန်တော်မျိုးကရအောင်ပြင်ပါမယ်ကျွန်တော်မျိုးမရဲ့လက်ကကျိုးတွေကိုသာဖြည့်ပေးပါတဲ့မှာကျိုးတွေဖြည့်ပေးတော့မှဒလထောရုပ်ပြီးတော့သစ္စာပြုပါတယ်ဗုဒ္ဓဂုဏောအနန္တောဓမ္မဂုဏောအနန္တောသံဃာဂုဏောအနန္တောဘုရားတရားသံဃာ၏ဂုဏ်တော်ကျေးဇူးတော်သည်မရေနိုင်မတွနိုင်အောင်မြတ်သားလာပါသည်ဖေယတပြီတော်မှာသည်ဖေယတရားသံဃာကိုအသက်နဲ့လက်ပြီးတော့ဘုခွဲရပါသည်ဖေယဤစကားသည်မှန်ကန်ပါ၏ဤမှန်ကန်သောသစ္စာ၏အနုဘောကြောင့်၎င်းဖေယတရားသံဃာရဏသုံးပါ၏တကုတေသောအနုဘောကြောင့်၎င်းအာယုမနေကြတဲ့စိတ်ဓာတ်ပြင်းတဲ့ကွာတန်တိပိသအလို့အာယုမရတဲ့ခြင်းက၎င်းဒီလိုတော့မှအခန်းထဲမှာကိုယ်ကိုထားတဲ့ဗုဒ္ဓဆင်းတော်ရှိသူတို့သည်ကောင်းငင်ခီကဇန်ရင်စီပြီးတော့စိတ်ဓာတ်ပြင်းနန်းတော်ထဲမှာကြွလာပါစေသာမြတ်စွာဘုရားသစ္စာရဲ့အစွမ်းရောယတနာသုံးပါးအစွမ်းနှစ်ခုပေါင်းပြီးတော့တလတော်ရဲ့အခန်းထဲကဆင်းတော်ရှိသူတို့ဟာပြည်တယ်များတကယ်ကိုကြွလာပါတယ်ဒါပြည်တယ်များဒန္တာယီမဟုတ်ဘူးနော်ဒန္တာယီမဟုတ်ဘူးအင်္ဂလိပ်လူမျိုးကြီးဟာဘေးကိုယ်တိုင်အင်္ဂလိပ်စာနဲ့မှတ်တမ်းတင်ခဲ့တဲ့တကယ်ဖြစ်ရတခုအဲခါလေကောင်းကင်ကနေကြွလာတော့ခါနေရာလဲထိုးဖြူရောင်နဲ့ဝင်းပြောင်ပြီးတော့ကြီးယူကြကောင်းတယ်ပေါ့လေတိုက်နေပြီးတော့အလုံးအော်တော်နဲ့လာဖူးကြတာပေါ့လာကြဟေးတလတော်ပင့်တာသစ္စာနဲ့ပင့်တာဗုဒ္ဓဆင်းတော်ကြီးကြွလာပြီတဲ့ဆိုတော့ခါအလုံးဝိုင်းဖူးကြဒီထဲမှာတိတ်တာဘင်းကြီးလည်းပဲမနေနိုင်တော့ပါဘူးလက်ဦးချီပြီးတော့ဖူးပါပြီဖူးရင်နဲ့မျက်ရည်တိတဲ့ဓာတ်ပေါက်ကျလာတဲ့ရှင်မင်းဘင်းကြီးငါမှားချင်းကြီးမှားလေစွာကြည်စမ်းပါဦးအတ္တမရှိတဲ့အဝိညာဏကဗုဒ္ဓဆင်းတော်တွေတောင်းမှဒီလောက်တကူကြီးမှရင်တတ်တော်ထင်ရှားဘုရားမြတ်ဆိုရင်ဘလောင်မြတ်တကူကြီးမှလည်းမလဲတော်ပါစေငါဒီမင်းကလေးကြီးစုကြောင့်အမှန်တရားပဲပြီလို့အဲ့ဒီမှာနဲ့တခါတဲ့ဆင်းတော်တွေကလည်းတတ်ပဲဆိုပေါ့လေဘုရားကလည်းအကုန်ပြည့်စင်ကိုယ်ွယ်ပြီးတော့တလားတော်လည်းပဲဒီကိုယ်တိုင်မြေတင်းကထုတ်ဖော်ဖို့တော့ပေါ့လေခါရပေါ်တင်ပြီးတော့ရေမိုးချိုးတရားပေါ့လေအလှပါလေးပြင်ပြီးတော့အပြစ်ကခွန့်လို့သူတောင်းမှန်ရှားပါတယ်ပြီးတော့တလားတော်ကိုလည်းဗတ္တရာဒေဝီဆိုတဲ့အမည်နဲ့မိပဲခေါင်းကြီးမြောက်ပါတယ်သူနဲ့တကွာတန်တီပြည်သားအလုံးလဲဗုဒ္ဓဘာသာအကုန်ပြန်ဝင်ကြပါတယ်သူ့ကိုဘာသာပြောင်းဆွဲဆောင်စည်းရုံးခဲ့တဲ့အမှန်များကိုလည်းပဲတလားတော်အပ်လိုက်ပါတယ်တလားတော်တင်ကြတယ်လို့စီရင်မှာတော့သူတို့ကြောင့်ငါမှဘာသာပြောင်းရတာပါပေါ့တလားတော်ကဗုဒ္ဓဘာသာဆိုတော့ကျင်နာတနာပါတယ်ဘာမှမလုပ်ပါဘူးသူ့ကိုတော့ပြည်သားများကြီးဘာသာကြအမတ်တွေကတလားတော်တော့သေအောင်နှီးမျိုးစုံနဲ့မတတ်ခိုင်းဘူးလားဟောသူ့လက်ထဲရောက်လာတဲ့ဘာသာကြအမတ်တွေကိုကြတလားတော်ကတတ်ကြလားအေးအဲ့ဒါဗုဒ္ဓဘာသာနဲ့တခြားဘာသာနဲ့ကွာခြားမှုဘုရားတို့ဗုဒ္ဓဘာသာယောဂီများအခုဆိုနှစ်ပေါင်း2548နှစ်ရှိပါပြီဘယ်နှစ်ရှိပြီလဲအဲ့ဒီ2548နှစ်သာသနာရဲ့ဗုဒ္ဓသာသနာသက်တမ်းတစ်လျှောက်မှာလေလုံးဝတွေးမစွန့်ဘူးပါဘူးအဲ့ဒါလောက်တန်ရှင်းတဲ့ဘာသာတစ်ခုပါဘယ်တော့မှတွေးမစွန့်ခဲ့တဲ့ဘာသာကိုလက်ညှိုးထိုးပြပါဆိုရင်ဗုဒ္ဓဘာသာကိုလက်ညှိုးထိုးပြပါတယ်ဒါဟာဦးဇင်းတို့ကိုယ့်ဘက်ကိုယ့်ရဲ့ပြောတာမဟုတ်ပါဘူးကမ္ဘာပညာရှင်များရေးတဲ့စာတွေအများကြီးဖတ်ကြည့်ကြပါသမိုင်းကြောင့်လည်းပြန်ကြည့်ပါဗုဒ္ဓဘာသာဘယ်တော့မှတွေးစွန့်မခံခဲ့ပါဘူးသူတို့ကိုတလားထော်သည်တခါတည်းအဲ့ဒါတန်းပြည်ကနေပြီးတော့ပဲနှင်ထုတ်လိုက်ပါတယ်မင်းတို့နဲ့ပတ်သက်တဲ့နိုင်ငံသားသွားကြပြီးတော့ပေါ့သူတို့လည်းထွက်သွားကြတော့တန်းပြည်လုံးဗုဒ္ဓဘာသာပြန်ဖြစ်သွားပါတယ်အဲ့တော့
အခုရောတဲ့တမန်เจ้าရဲ့အထောက်ထားတစ်ခုပြရင်ယောဂီများဘကိုးသွားဖျားဘူးတဲ့အခါမှာရွှေသားလုံးဖျားကြီးမရှိဘူးလားရှိပါတယ်ဗျာအေးအဲ့ဒါလည်းပဲဒါတလတော်တဲတာဖြစ်နိုင်တယ်လို့သူယူဆတယ်ပေါ့အဲ့ဒီပြေတလောင်းဖျားဝင်ရင်ညာဘက်မှာလည်းပဲတစောင်းကြီးမှာတလတော်တစောင်းလို့ရေးထားပါတယ်ဘယ်လိုရေးထားလဲအေးအဲ့ဒါသူ့ကိုဂုံပြုပြီးတော့ရေးထားတဲ့ဒါတစောင်းကြီးပေါ့နော်သိချာဖူးပါနောက်အခုလည်းပဲမြတာလျောင်းဆိုနောင်တော်ကြီးဖျားတို့ကထိုက်ပြီးတော့ဈေးဆင်းနေလို့ထပ်ပေါ်နေပြန်ပါပြီတချို့ပါတယ်ဆိုဘယ်သူတင်မှလည်းမသိပါဘူးဦးဇင်းတော်ထင်တယ်အခုဟောနေတဲ့တလတော်တဲခဲ့တဲ့ဖျားတွေဆင်းလို့ဖြစ်ပါလိမ့်မယ်နှစ်ပေါင်းထောင်နဲ့ချီကြာခဲ့လို့ဆိုတော့ဒကာဓမ္မများကြီးဒါဒီကြီးတဲ့ကြတို့ဆိုလည်းတောင်ကြီးပါဖြစ်ပြီးတော့ပျောက်ပေါ်သွားကြတယ်ပေါ့လေအခုတချို့လည်းပြန်တွေ့ပါလေအဲ့တော့ဒီနေ့ဟောကြားသောတလတော်ရဲ့ဖြစ်ဟာစိတ်ကူးရင်ဒဏ္ဍာရီဖြစ်ရလားတကယ်ဖြစ်ရလားတကယ်ဖြစ်ရပါဗျာအဲ့တော့ဒကာဓမ္မများကြီးဒါတရားလဲနေကုန်းချုပ်ပါပြီနော်ဒီတော့တရားနေကုန်းချုပ်မှဒကာဓမ္မအတွေးခေါ်ပြီးပြန်ပြီးတော့ပြောချင်လိုက်ပေးလိုက်ချင်တာကတကယ်ဗုဒ္ဓဘာသာဝင်နဲ့မယောလဗုဒ္ဓဘာသာဟာကွာခြားပါတယ်မယောဗလာဗုဒ္ဓဘာသာဆိုတာဟာအဘိုးဘွားအဖေမေတွေဗုဒ္ဓဘာသာကိုယ်ွယ်လို့ကိုယ်ွယ်လာတကယ်မသိပါဘူးတကယ်ဗုဒ္ဓဘာသာဆိုတာအခုလိုတရားဝင်နဲ့ကြုံရင်အချိန်မရအောင်ယူပြီးတော့နားတယ်တရားစာအုပ်လေးများကြုံရင်ကြုံလို့ဖတ်ရှုတယ်မသိရင်မေးမြန်းတယ်ဒါကြောင့်စေတနာသုံးပါးရဲ့အကျိုးတော်တွေတကယ်သိပြီးတော့တကယ်ကြည်ညိုတော့တာကတကယ်ဗုဒ္ဓဘာသာပါပဲအဲ့တော့အားလုံးတကယ်ဗုဒ္ဓဘာသာဖြစ်စေချင်ပါတယ်အဲ့တော့တကယ်ဗုဒ္ဓဘာသာအဖြစ်ကိုပို့ပြီးတော့ရာသက်ပံတရဏဂုံဆောက်တည်ပြီးတော့တကယ်ဗုဒ္ဓဘာသာဝင်နဲ့မယုဖလာဗုဒ္ဓဘာသာဝင်နဲ့တကယ်ဗုဒ္ဓဘာသာဝင်တို့တရားကိုနေကုန်းချုပ်ပေးပါမယ်အားလုံးလက်ဥချပြီးတော့ရာသက်ပံတရဏဂုံဆောက်တည်ကြမယ်ဒီတရဏဂုံဟာယောဂီကိုသေးတဲ့အထိဆွေးမြန်းရမယ်တရဏဂုံဖြစ်ပါတယ်လိုက်ဆိုကြပါဇီဝိတပရိယန္တံဗုဒ္ဓံတရဏံကိသာမိအတ္တဆုံးသည့်တိုင်အောင်ဘုရားရှင်ကိုကိုယ်ွယ်ရာဟု၍သိကပ်ပါ၏ဇီဝိတပရိယန္တံဓမ္မံတရဏံကိသာမိအတ္တဆုံးသည့်တိုင်အောင်တရားတော်မြတ်ကိုကိုယ်ွယ်ရာဟု၍သိကပ်ပါ၏ဇီဝိတပရိယန္တံသံဃံတရဏံကိသာမိအတ္တဆုံးသည့်တိုင်အောင်သံဃာတော်အရှင်မြတ်တို့ကိုကိုယ်ွယ်ရာဟု၍သိကပ်ပါ၏ဣတံခောတရဏံခေမံဣတံတရဏမௌဓမံဣတံတရဏမာကမ္မသဗ္ဗဒုက္ခဗမုစရေဣတံဘယတရားသံဃာဥသုံးမအစုံမြတ်တရဏဂုံသည်ခောစိနေကံမသွေမှန်တဖြင့်ခေမံဒုက္ခခတေကုံညစ်စေနိုင်သောတရဏံကိုယ်ွယ်ပေါ်အောင်လေလျောင်းပေါ်ရမြတ်တနာတိဟောတိမုတ်ချပုံသည်ဖြစ်ရလေတော့၏ဣတံဘယတရားသံဃာဥသုံးမအစုံမြတ်တရဏဂုံသည်ဥဒ္ဓမံမြတ်လာတဲ့ကျုံမြတ်ဆုံးဖြစ်ပေသောတရဏံကိုယ်ွယ်ပေါ်အောင်လေလျောင်းပေါ်ရမြတ်တနာတိဟောတိမုတ်ချပုံသည်ဖြစ်ရလေတော့၏ဣတံတရဏံယရဏသုံးပါးအာဓာပြစိကကိုယ်ွယ်ခြင်းကိုအာဂမ္မအကြောင်းတို့အစွဲပြု၍သဗ္ဗဒုက္ခအဘေဘိနိဩဘိတဗျာနာဘိတတွေသေဘိတမျိုးဆိုးဆိုးဝါဝါများပြဒုက္ခဟုသမျှမှာသမုတ်စရေမမုတ်စံတိကင်းစဉ်လွတ်မြောက်ဘေးတွေပြောက်၍နိဗ္ဗာန်သို့ဆက်ရောက်နိုင်ရလေကုန်တည်းတရားနာပြည့်တော်ပေါင်းသူတော်ကောင်းအလုံးယနေ့ကစပြီးတော့ဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေ